လူတွေအလုတ်များများလောက်ကြဖို့ဗိုလ်ချုပ်အောင်ဆန်း9 နှစ်လောက်နဲ့ကလေး4 ယောက်ဒါသွားအားကြကျန်တာအားမကြဘူးသူကနော်မှန်ပါတယ်ဗျအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအိမ်တောင်သက်တိုးပါတယ်သမီးတို့သားတို့အလုံးသိတယ်နော်ကျောင်းသားဘဝမှာဘယ်မိမနဲ့မှမကြိုက်ခဲ့ဘူးတတိယသွားလို့ဗိုလ်ချုပ်အောင်ဆန်းသူကျောင်းမှာအလဲတန်းကျောင်းအောင်တာဘယ်မှာအောင်တာတော့နတ်မောင်မှာအောင်နေ9 တန်းဟိုတုန်းကပညာရေးက9 တန်းဒီအလဲတန်းပဲ9 တန်းအောင်ပြီးရင်ဆရာကြီးတို့သိပါတယ်ကျောင်းဆရာလုပ်လို့ရတယ်ဆရာကြီးနော်9 တန်းအောင်ပြီးတဲ့လူကကျောင်းဆရာလုပ်လို့ရတယ်ဟိုတုန်းကမူလတန်းများလုပ်လို့ရတယ်ဗိုလ်ချုပ်အောင်ဆန်း9 တန်းအောင်တော့နတ်မောင်အောင်တော့ကျောင်းဆက်တဲ့ဆရာမရှိဘူးအဲ့ဒီအချိန်အထိသူကြီးသားမရှိဘူးကျွန်တော်ဆိုရင်10 တန်းမှာဟိုလိုဒီလိုဖြစ်နေတာကြားပြီမောင်မသားချိုးဆိုရင်နော်ဟိုလိုဒီလိုဖြစ်တာပြောတာ9 တန်းအောင်ပြီးတဲ့အခါကျတော့ဗိုလ်ချုပ်အောင်ဆန်းပဲသွားတက်လေကျောင်းနတ်မောင်မှာကျောင်းတက်ဆရာမရှိသူ့မြို့လေးကဆင်းရဲရှာတယ်အခုလဲနတ်မောင်ကတိတ်မပွင့်ရိုးသေးဘူးနော်ခက်ဆက်နတ်မောင်ကိုပိတ်ပင်ထားတယ်ထင်ပါရဲ့တက်ခိုကန်နေခုမရှိသေးဘူးတက်ခိုကန်ဗိုလ်ချုပ်အောင်ဆန်းတို့လမ်းမရနေပြီးတော့သူ့လမ်းကြားလေးလေးဝင်သွားမယ်ဆိုရင်ဗိုလ်ချုပ်အောင်ဆန်းတို့အိမ်လေးရှိတယ်2 ချမ်းဆက်ကလေးပေါ့ပတ်ဝန်းကျင်ကအိမ်လေးတွေကြည့်လိုက်ညင်းလဲလေးတွေနဲ့ညင်းချီလေးတွေနဲ့အကျော်တဲလေးတွေနဲ့အခုထိတ်တိုင်အောင်လဲနတ်မောင်ကတိတ်ပြီးတော့ပွင့်ပွင့်ပြိုပြိုမရှိပါဘူးသူ့လမ်းကြားလေးကထွက်လာတော့မှတောင်ရင်းကြီးနဲ့သွားတဲ့လမ်းမပေါ်ရောက်တော့မှသူတက်ခဲ့တဲ့ဘုန်းကြီးကျောင်းဆရာတော်ဦးသောဘိတရဲ့ဒီပင်ကရာကျောင်းတိုက်ကျွန်တော်တို့ကိုးဝဲတဲ့ဂေါရမမြတ်စွာဘုရားဗျာဒိတ်ခံတဲ့ဘုရားနာမည်ပဲကျွန်တော်တို့ကိုးဝဲတဲ့ဂေါရမမြတ်စွာဘုရားပထမဦးဆုံးဗျာဒိတ်ခံတာဘုသူ့ဒီမှာလေဒီပင်ကရာဘုရားလေ तू ကသူ့မိသားရှင်ရင်သိလေဟုတ်တယ်မလားဘုရားကြွမယ်လားမှာကိုခင်းပြလိုက်တာလေဘုရားကမနှင်းမင်းနဲ့ဘုရားလောင်းမှန်းသိလို့နောက်အနာဂတ်မှာဂေါရမအဖြစ်နဲ့ပွင့်မယ်မှန်းသိလို့ဗျာဒိတ်ပြေးခဲ့တဲ့လူပဲသူ့မိသားရှင်သိအဲ့ဒီဘုရားနာမည်တတ်ထားတဲ့ဘုန်းကြီးကျောင်းဒီပင်ကရာကျောင်းထိုက်နတ်မောင်မှာဗိုလ်ချုပ်အောင်ဆန်းတို့လမ်းကြားထွက်လာရင်လမ်းမကြီးပေါ်မှာရှိတဲ့2 အိမ်ကျော်လောက်မှာဒီပင်ကရာကျောင်းတိုက်ဆရာတော်ဦးသောဘိတသမီးတို့သားတို့လိုမုံရွာတက်ကတူတွေပါဒီမတက်ရပါဘူးဗိုလ်ချုပ်အောင်ဆန်းငယ်ငယ်တုန်းကအဲ့ဒီဘုန်းကြီးကျောင်းလေးကတက်ခဲ့ရတာ9 တန်းအောင်ခဲ့တာ10 တန်းတက်ဖို့ကြတော့နတ်မောင်မှာကျောင်းမရှိပါဘူးဘယ်သွားရမလဲရေနံကျောင်းမြို့ပေါ့သူနဲ့အတူတူတနေ့တည်းအသက်ခံရမယ်တအိမ်ထဲမှာ2 ယောက်သေးတဲ့အိမ်ပဲအောင်ဆန်းကအငယ်ဆုံးအကြီးဆုံးကဥပဝင်းကျောင်းဆရာကြီးအကိုကြီးညီလေးကျောင်းလာတက်လို့ပြောတဲ့အတွက်ရေနံကျောင်းမှာတက်ရတယ်ရေနံကျောင်းမှာ3 နှစ်တက်သွားတယ်ဆရာမဂျူးတို့ရဲ့မြို့ပေါ့ကိုနေဝင်းမြင့်တို့ရဲ့မြို့ပေါ့3 နှစ်တက်ရတယ်10 တန်း9 တန်း10 တန်းအဲ့ဒီ3 နှစ်သလုံးမှာလေဗိုလ်ချုပ်အောင်ဆန်းဘယ်မိမနဲ့မှမကြိုက်ဘူးထူးဆန်းတဲ့လူပြောပဲနော်တာလာသားဖြစ်ပြီလေမိန်းကလေးတွေ9 တန်း10 တန်းအပြိုဖြစ်ပြီယောက်ျားလေးတွေလက်ပြိုဖြစ်ပြီဘယ်လိုလုပ်သိတယ်လဲအမွေးလေးတွေပေါက်လာတယ်နှကမ်းမွေးလေးတွေဂျိုင်းမွေးလေးတွေမောင်သားချိုးအဖေပစိုးကြီးကိုရေဆွပြီးတော့မှနှကမ်းမွေးပေါက်မှကြလို့တက်ခဲ့ရတယ်မောင်သားချိုး9 တန်း10 တန်းမှာညီမင်းညိုမေးကြည့်တယ်နင်ရောလို့ဘယ်ချင်းလက်ပြိုဖြစ်လဲလို့ကျွန်တော်10 တန်းနေအမွေးလေးတွေပေါက်တာတဲ့သူကလက်ပြိုဖြစ်ချိန်စောပုံရတယ်ဗိုလ်ချုပ်အောင်ဆန်းဒေါ်စုအဖေသခင်အောင်ဆန်းရေနံကျောင်းမှာတက်နေတဲ့ကာလမှာလဲ8-90မှာလဲဘယ်ပြီးမှနဲ့မှမကြိုက်ဘူးကျွန်တော်အံ့တင်တာပါလူဆိုတာ9 တန်း10 တန်းဆိုရင်တော့ကာလာသဘောက်ကလေးတွေအပြူပေါက်ကလေးတွေနည်းနည်းပါးပါစိတ်ထဲမှာတရိုးတည်နေနေဖြစ်တယ်စိတ်ကစားတယ်ကြီးစားထားတာမထားတာအပထားမောင်သားချိုးဆိုရင်10 တန်းမှာစိတ်ကစားတာဟိုနေ့လောက်ရှိပြီအယောက်20 ကျော်ပဲနည်းနည်းများတယ်နော်ညီမင်းညိုက30တဲ့မိုက်တယ်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုကျွန်တော်ဂုံတင်ပြောနေတာနော်မိမကိစ္စတော်တော်ရှင်းတဲ့ယောက်ျားပဲတက်ကတူကျောင်းသားဖြစ်သွားတယ်10 တန်းမှာ2 ဘာသာဂုံလူးနဲ့အောင်တယ်ဗိုလ်ချုပ်အောင်ဆန်းရဲ့အောင်လက်မှတ်ကလေးကိုနောက်မောက်ကတွေ့ရင်ထင်ရမှာတန်ကျောင်းလေးနဲ့ထိုးထားပါတယ်ခင်ဗျ2D နဲ့အောင်ပါတယ်နံပါတ်1ဂုံလူးရတဲ့ဘာသာကတော့ BURMESE Burmese ဘိုးလိုရေးထားတယ်နော်ဟိုတော့10 တန်းအောင်လက်မှတ်နံပါတ်2ကပါလဲဂုံလူးရဘာသာ PALI ပါဠိအခုလို OS လို့မရေးဘူးခုခေတ်က Oriental Study မရေးပါဘူးခင်ဗျရှင်းတော့က PALI ပါဠိပဲ2 ဘာသာဂုံလူးနဲ့အောင်ပြီးတက်ကတူကျောင်းရောက်လာတယ်ရန်ကုန်တက်ကတူဂန့်ကော်တော့အင်းရကန်ဇက်အတိတ်ဒီလမ်းမကြီးနဲ့ကျွန်တော်အကြိုက်လုပ်ခဲ့တဲ့နေရာပဲအကြိုက်လုပ်ခဲ့တဲ့နေရာပဲဒီနေရာမှာဘယ်မိမနဲ့မှမကြိုက်ဘူးအင်္ဂလိပ်ခေတ်တစ်ခေတ်လုံးကျောင်းသားတမကကိစ္စတွေနဲ့အလုံးရှုံနေတာဘယ်လိုလုပ်ပြီးသားထားမလဲ1936မှာဒုတိယကျောင်းသားတပိတ်ပထမကျောင်းသားတပိတ်မှာဗိုလ်ချုပ်ဆန်းတို့မရှိသေးဘူးပထမကျောင်းသားတပိတ်က1920ကျောင်းစာထောင်တဲ့နှစ်ပဲဥဖိုးကြားတို့တပိတ်မောက်တဲ့နှစ်အမျိုးသားနှစ်ဖြစ်တဲ့နှစ်ဒုတိယကျောင်းသားတပိတ်ကျတော့1936 1936ဗိုလ်ချုပ်ဆန်းကျောင်းသားဖြစ်နေပြီလေကဲသူ့ရဲ့မဂ္ဂဇင်းမှာဥညိုမြရေးတဲ့ငရဲခွေးကြီးလွတ်နေသည်ခွေးသိန်းရန်ကြီးလွတ်နေသည်ဆောင်းမထည့်တယ်လေကြောင်ကြီးရောက်ခေါ်ပြီးဆူတယ်လေဘယ်သူရေးတယ်လဲလို့မေးတယ်လေအောင်ဆန်းအယ်ဒီတာကောင်းပြီးသားတယ်မသိဘူးလို့ပြောလိုက်တယ်ရေးတယ်လို့ကမမေးနဲ့တယ်အဲ့ဆိုမင်းကြောင်းထွက်ဘိုးကျောင်းဆန်းကိုကြောင်းထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတောက်လျှောက်ပြဿနာတက်လိုက်တာကျောင်းသားတမကအကုန်လုံးဒုတိယကျောင်းသားတပိတ်ဖြစ်ပါတယ်အစိုးရကိုတပိတ်ပေါက်ပါတယ်အဲ့တော့ဘိုးကျောင်းဆန်းကကျောင်းသားတမကမှာပါဝင်နေပါပြီ
တပိတ်မှောက်ပါတယ်ကြပြာဆရာကြီးသခင်ကိုတော်မှန်းကအဲ့ဒီကျောင်းသားတပိတ်ကိုထောက်ခံပြီးကြပြရေးပါတယ်မယုံလားဟုတ်တယ်မလားနော်ထီမထင်ကျောင်းတော်သားတွေရဲ့ကြပြာမိုက်တယ်နော်ထီမထင်ကျောင်းတော်သားတွေရဲ့အမိအစင်ခေါင်းပေါ်အဖျားတွေမှမိုက်တယ်နော်မင်းတို့ကျောင်းသားတွေရဲ့စင်းမှာ1 2 3 4 1ကဘာတူလဲခင်မီမိုးလားမသိဘူးထားပါတော့2ကဘာတူလဲ3ကဘာတူလဲ4ကဘာတူလဲမင်းတို့အဲ့ကျောင်းသားစင်းရဲ့ထိတ်ဆုံးမှာငါနဲ့ပဲတက်လိုက်တယ်မိုက်တယ်နော်ပြည်နာမှာရွှေတောင်ရှိပါတယ်ရွှေတောင်နားမှာရွာတရွာရှိပါတယ်ဝါလေကျေးရွာပါခင်ဗျအဲ့ဒီဝါလေကျေးရွာဇာတိငင်းနာမည်မောင်လွန်းတခင်ကိုတော်မှိုင်းဟိုအောင်ဆန်းတို့ကျောင်းသားတပိတ်ကိုထောက်ခံပြီးကြပြရေးတယ်ထီမထင်ကျောင်းတော်သားတွေရဲ့အမိအစင်ခေါင်းပေါ်အဖျားတွေမှမင်းတို့ဆရာကိုစရင်တို့ကထားလိုက်ကြပြီတော့အတိတ်ပဲရှင်းပါတယ်မင်းတို့တပုံထားတဲ့ကျောင်းသားတွေရဲ့ထိတ်ဆုံးမှာငါနဲ့ပဲတက်လိုက်တယ်ကောင်းလိုက်တယ်ကြဗျာထီမထင်ကျောင်းတော်သားတွေရဲ့အမိအစင်ခေါင်းပေါ်အဖျားတွေမှမင်းတို့ဆရာကိုစရင်တို့ကထားလိုက်ကြပြီတော့အုတ်အော်တောင်းနေနေဖြစ်ကြအဲ့ဒီကာလမှာလည်းသခင်အောင်ဆန်းရည်စားထားဖို့စိတ်ကူးမရှိပါဘူးတိုက်ပြည်လွတ်လပ်ရေးရဖို့ပဲစိတ်ကူးရှိခဲ့တယ်ညီမင်းညိုရှိရပြောသွားပါပြီတီဘောမင်းနဲ့စုဖျားလက်ကိုမန္တလေးနန်းတော်တဲကလာဖမ်းသွားပြီးတော့မှသင်္ဘောနဲ့ရန်ကုန်ခေါ်ရန်ကုန်ကနေအိန္ဒိယပို့တီဘောမင်းကဟိုမှာနိုင်ပါဆန်ပေါ့ဗျာတေတယ်ပေါ့နိုင်ပါဆန်တယ်ပေါ့သူတင်မသူ့မိမမိဖုရားကိုရန်ကုန်ပြန်ခေါ်လာရန်ကုန်မှာစုဖျားလက်သိစသည်ဖြင့်ကျွန်ဘဝကြီးရောက်သွားတာကိုအောင်ဆန်းကအသေးနာတာပါတော်မူတယ်ဗမာနိုင်ငံပါတော်မူတာအသေးရဖို့တော့ကောင်းတယ်နော်မန္တလေးမြို့ပေါ်ကိုအင်္ဂလိပ်စစ်တပ်တက်လာတာတနက်တစ်ချက်မှမဖောက်ဘူးလမ်းမှာလည်းဖောက်တာစစ်3ချိန်ဖြစ်တယ်ဘာကြီးတော်ဖျားလက်ထက်မှာတစ်ခါဖြစ်တယ်ဘာကြီးတော်ဖျားဘယင်လောက်တဲ့အချိန်တုန်းကကာကွယ်ရေးဦးစီးချုပ်ကဘူးလေကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးဗန္ဓုလအဲ့လိုတော့မတက်ဘူးပေါ့အဲ့လိုတော့မတက်ဘူးပေါ့တင်စားပြောတာပေါ့ဘာကြီးတော်ဖျားဘယင်ဖြစ်တဲ့အချိန်မှာဗမာစစ်တပ်ကခေါင်းဆောင်ကဗန္ဓုလမိုက်ကျန်တော့ရှုံးတယ်ညီမင်းတို့ပြောသွားပြီကျွန်တော်တို့ရခိုင်နဲ့တနတ်ကြီးပြေးလိုက်ရတယ်တယောက်ကြော်သွားတယ်ဘာကြီးတော့ပြီးတော့တာယာဝတီပြီးတော့ဗကံမင်းလာတယ်တာယာဝတီရဲ့သားဒုတိယကျင်ချတယ်အောင်လန်နဲ့တည့်ရကြားတွေကိုပြေးလိုက်တယ်ကျွန်တော်တို့ကဲမိုက်မင်းတို့ကိုတခါထပ်ကြော်တယ်တယောက်ကြော်သွားနေရတော့ဗမာနဲ့အင်္ဂလိပ်ချတာဘယင်တယောက်ကြော်သွားနေတာမင်းတို့ကိုကြော်လိုက်တယ်တီဝမင်းလက်ထက်နန်းတော်တဲ့ဝင်ပြီးတော့ဘယင်နဲ့မိဖုရားကိုလာဖမ်းသွားတယ်အဲ့ဒါပါတော်မူဇလန်းအစပဲတချင်းတော်လို့ဆိုတယ်မလားကျွန်တော်တို့ပါတော်မူယန္တနာပုံနေပြီဘာကိုပြောတာလဲယန္တနာမုစာဘာပြောတာလဲမန္တလေးယန္တနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ဘယင်ဆက်ရအုပ်ဆိုးတယ်နောက်ဆုံးခေတ်ကျောင်းသူကျောင်းသားတွေအလုံးသိပါတယ်ခင်ဗျားတို့နဲ့ကတ်နေတဲ့ရွှေဘိုပါဗျအလောင်းဖျားစားတယ်မဟုတ်ဘူးလားအလောင်းဖျားနောင်တော်ကြီးစင်ဖြူရှင်စင်ကူးမင်းဖောင်ကားသားမောင်ဘိုးတော်ဖျားဗကြီးတော်တာယာဝတီပကံမင်းတုံတီဘောဘယ်နှယောက်လဲ17ယောက်တချင်းကကောင်းလိုက်တာယတနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ရှေတုံးကတော့အလွန်သားရစီတီဘောရသာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကိုတွေးမိပါတော့ဒီမတချင်းဆိုတာနဲ့တမိုင်းနေသိနေတယ်တချင်းဆိုတာနဲ့တမိုင်းသိသွားပြီကျွန်တော်တို့ကဘာသိသွားလဲကုန်းပေါင်ခစ်မှာဘယ်မယောက်ရှိတယ်လဲ17ယောက်နောက်ဆုံးမရင်နာမည်ဘာတူလဲတီဘောမင်းသူဘယ်နှစ်အုပ်ချုပ်တယ်လဲ9နှစ်တချင်းမှာပါတယ်လေယန္တနာပုံနေပြီမင်းဆက်အုပ်ဆိုးခဲ့သည်ရှေတုံးကတော့အလွန်သားရစီတီဘောရသာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကို9နှစ်ပါတယ်လေတွေးမိပါတော့ဒီဟိုဘကအတင်းပြောနေတယ်ဟိုဘက်ကကျောင်းသူတွေအတင်းပြောနေတယ်ကျွန်တော်နှမ်းမြင်တယ်ဗဇက်ကိုကြည့်ရင်သိတယ်ဘာတွေပြောနေလဲဆိုတာမောင်သားရှိုးမြန်မာသားဆရာဘာသာဗေဒသင်တယ်အတန်တွေအကြောင်းသင်တယ်နှခမ်းကိုကြည့်ပြီးတော့ရှာရှိတရရှာနောက်တရနှခမ်းဝိုင်းတရနှခမ်းပြန်တရနှာတန်တရအသက်အောင်တန်တရ nasalization glottal stop simple power ကျွန်တော်သိတယ်နော်ကောင်မလေးတွေဗဇက်ကိုကြည့်တာနဲ့ကျွန်တော်အတင်းပြောတယ်ဘာပြောတယ်ဆိုတာကျွန်တော်သိပြီးသားညီတို့ဘာပြောနေတာငါကြားတယ်ဘာပြောတယ်ထင်လဲကျောင်းသားအများစုသိအောင်ပြောလိုက်ဦးမယ်သူတို့ပြောနေတာအဲ့ဒီဆရာဦးသက်ချိုကြီးကစာရေးဆရာလို့ဖို့မကောင်းဘူးတော့တယ်တရှင်းဆိုကောင်းတယ်နီခေစောကြီးနဲ့ညားမှာတဲ့မလုံနဲ့ညီတို့မလုံနဲ့နော်ငါအလုပ်မအားဘူးဘာလဲညီတို့ရိုးတဲ့မဆက်ဆောင်ဘာလျှောက်ပေးသားနေတာလေမိပါလေဟမ်တချင်းကြီးတဲ့လူကကောင်းလိုက်တာနော်ကိုဇော်ဝင်းထုတ်ခဲ့အဖိုးရန်ကုန်မှာရောကာကြီးဇော်ဝင်းထုတ်ရှိတယ်လေဇပင်းကြီးစီလို့ရောကာဇော်ဝင်းထုတ်မကြဖုံးဆက်တဲ့မောင်သားရှိုးစီကိုဆရာချိုရန်ကုန်မှာလားနေမှာလားညီထုတ်ဖုံးဆက်ရင်ပထမဦးဆုံးကျွန်တော်ဒီပြောတဲ့စကားအဲ့ဒါပဲဆ
ဆရာချိုရန်ကုန်မှာလားနေမှာလားကိုညီချိုရန်ကုန်မှာညနေအိမ်လာခဲ့ဘူးဒီနဲ့ချက်သားချက်ထားတယ်တရှင်းဆိုကြမယ်ဇော်ဝင်းထွတ်တို့ကချမ်းသာတော့အိမ်မှာစန်းလျာကြီးအပိုင်ဝယ်ထားတယ်သူမတီးတတ်ဘူးသမီးတဲ့သားတွေမကြီးနဲ့ဘာကြောင့်လဲသူကဂီတာသမားလေညီထွတ်ကဂီတာသမားဂီတာတော့ကျွမ်းတယ်ဘယ်တော့တောင်ကျွမ်းလဲဆိုရင်ကျွန်တော်သူ့အိမ်ပိုင်သူ့စမ်းတယ်ကျွန်တော်ကိုညီထွတ်တွန်တေးသိမ့်နိုင်ရဲ့ချစ်ရဲ့ရှိရှိအင်းရမြေကျွန်တော်ဆိုရင်တီးတတ်လားဆရာချိုးတဲ့ဂီတာနဲ့တီးရင်ရတန်ကတော့ဘာတချင်းလာတီးလို့ရတယ်တဲ့ကျွန်တော်တော့မိကပြီးဆိုတယ်သူ့ကိုကျောင်းဖွင့်ငိမ့်စိတ်မန်းတွေလဲမြေမှာကျဲပြန်နေကန့်ငေါ်ပန်းတွေနဲ့အတူသူနဲ့တွေ့ရမြေတက်ကတော်တော့မဟုတ်တီးတယ်နော်ဒီကောင်ညီထွတ်ကြီးဒါတော့ကျွမ်းနေမြတ်သီးလားဆရာဦးတာရှိုးတယ်ဆရာရှိုးတဲ့ရတန်တီးရင်လည်းဘာတချင်းလာတီးလို့ရတယ်ခင်ဗျလိတာတီးလို့မရတာသူရတယ်သူဒါတော့ကျွမ်းတယ်တို့တော့အိမ်မှာစတန်ရိုက်တစ်လုံးဝယ်ထားပါတယ်သူတို့မိသားစုချမ်းသာတဲ့အတွက်မောင်သားချို့လို့သွားတော့ဘယ်သူတီးမလဲညံကောင်းတယ်ရန်ကုန်မြို့လေကောင်ကစတန်ရဆရာကိုတရက်စာပတ်စံပေးပြီးငှားတယ်3000တို့5000တို့ထမင်းမှာကျွေးပြီးတော့သူကတီးခိုင်းတယ်မောင်သားချို့တို့ချီဦးညိုတို့နေဝင်းမြင့်တို့ဇုံထွက်အိမ်မှာသချင်းဆိုတယ်စီဝါလိုက်တာဇုံထွက်ကအမေအစောထားတီးတယ်နော်ဆရာကြီးသိမှာပေါ့ထားတော့တီးတော့ခလေးသိလားအေးတချို့ကြောင်တော်ကြည့်နေတယ်ကျောင်းတော်ကြည့်နေတယ်ရန်ကုန်တက္ကသိုလ်ကမိမတွေလို့တော့မလုံနဲ့နော်ရန်ကုန်တက္ကသိုလ်ကဘာလဲဗျ Excellence University ရန်ကုန်တက္ကသိုလ်ကိုဘာလို့ခေါ်လဲ Excellence ထူးချွန်ကျောင်းသားများတက်တော်ကျောင်းအမှတ်နည်းနည်းများတယ်အီးမေဂျာ900ကျော်တယ်ကျွန်တော်စတင်တယ်တွဲပဲပေါမခဘွားတော့ကပေါမခဖြစ်တော့ကျွန်တော်တောက်ပုတ်ရွှေသွားတယ်ကျွန်တော်ရန်ကုန်မှာနေတော့ AP နဲ့နေရတာမိန်းထဲမှာကဲအကြာကြီးပေါ့ရှေ့ဆုံးတန်းမှာမိန်းကလေးတွေအမှတ်ကို900နီးပါးရတဲ့ကလေးတွေပေါ့လသားတို့ဒဂုံတစ်တို့ကတရက်ကြတော့ဘောင်းသားချိုစာသင်းတန်းလန်းနဲ့မမကြီးတချင်းဆိုပြမိတယ်အချင်းချင်းအတင်းပြောနေတယ်တောင်စစ်တွေနဲ့မဲအတိတ်တွေကတော့ဆရာကြီးကအောက်တယ်ပေါ့ဗျာဆရာကြီးမောင်သားချိုကအောက်တယ်တော်ပဲကြီးဘာလို့ဆိုတာလဲပေါ့မောင်သားချိုကလည်းမြင်ပြအောင်မြင်တယ်အဲ့ဒါနဲ့မေးရတယ်ညီတို့ငါအတင်းပြောနေတာမလားသူတို့မမကြီးကိုမသိဘူးလေညီထသန်းလို့နာမည်ဘယ်လိုခေါ်လဲဖုံးငုံကြော်မြင့်မနေ့ကမတွေ့ဘူးပဲသွားနေတာတော့မနေ့ကဂျပန်နိုင်ငံတိုကျိုတက်ကတူတတိဂျပန်သားသွားတင်ရတာဗမာသားဌာန3ယောက်လှလို့သူတို့သွားတာကျွန်တော်မေ့နေလို့ကျွန်တော်ကလည်းဘုံလုံးကြည့်လိုက်သေးတယ်အေးဟုတ်ပြီတတိမမကြီးသိလားလို့မမကြီးကမွေးငါရောက်လာလားတဲ့ဟာမမအေးကမွေးငါရောက်လာလားတဲ့နောက်တစ်ယောက်တင်တင်ညသိလား no တွန်နေသိန်းနံ no မသိဘူးနော်ကြီးတို့မသိဘူးနောက်ဆုံးကျွန်တော်စိတ်ညစ်လာတာနဲ့ခမောင်တိုးဒီဘက်ကိုကတ်လိုက်တာဗခမောင်တိုးမသိဘူးလွှမ်းမို့ကိုဆိုးသွားတယ်ကဲထွေးတယ်တိတ်မထင်နေတာကျွန်တော်ကထွေးနေတယ်မသိဘူးစိတ်နဲ့ခန်းလိုက်ဆရာကြီး तू ကအိုးပါပြီအဖိုးကြီးမလားတဲ့ဟာစိုင်းခန်းလိုက်တောင်မှအိုတယ်ပြောတယ်ခစ်ကြီးမှန်တာပေါ့ကျွန်တော်မေးတဲ့ကောင်မလေးတွေက18နှစ်10တန်းအောင်ငါစားစိုင်းခန်းလိုက်ရ40ပြည့်လို့သွားပြီနော်ဆရာကြီး40ပြည့်သွားပြီသူတို့မသိနိုင်ဘူးကျွန်တော်သားလို့ဖြစ်နေတယ်ကျွန်တော်ကတော့တောသားဆိုတော့ကျောင်းသူကျောင်းသားလေးတွေမြင်တဲ့အခါတတိယပြီးတော့မနေ့ဝီလီဝီလေးတရက်မှာတချင်းဖွင့်မိတယ်ကျွန်တော်တွန်နေသိန်းညံရဲ့အသီးတရားအညာတစ်ခုကျောင်းသချင်းလေးလေမောင်သားရှိုးတော့ကြိုက်တာပေါ့ခေါင်းလောင်းလေးနဲ့ကြည်နေတာပဲဘာလဲကလောင်းခေါင်းလောင်းနဲ့တညံ့ပေးတဲ့ကျွန်တော်ငင်ငယ်သချင်းရွာကျောင်းကိုပြင်းမြည်ရင်တတိယနဲ့တငယ်ချင်းရေတို့များငယ်တုန်းကရွာဝင်လန်းစီကနေလက်ရှင်းရှက်ခါပြေးကလွှားကကြောင်းတက်လာကြတာတွေမင်းနိုင်မလားမင်းတို့ငါတို့ငငယ်တုန်းကလေကျွန်တော်ကြိုက်တယ်ဗျာတောသားဆိုတော့ကာကြီးခါကွေဘလို့ရေးပါခလေးစရရွယ်မှုတွန်းနေသိနေဆွေကြမှာကြောက်လို့ကြိုက်တာပေါ့ကျွန်တော်သားတော်မောင်နောက်ကရောက်နေတယ်ကွာတာပေါင်းပြီနဲ့ကျွန်တော်မကြည့်ဘူးမနေ့ဝလီဝလင်းဖိတ်ဘာဖွင့်နေတာလေတဲ့တချင်းပေါ်ကွာလို့ဘာတချင်းကြီးလဲတဲ့တွန်းနေသိနေကွာလို့အဘရကောင်လဲတဲ့ဟာတွတ်တဲ့တိတ်နံကိုဘယ်ရကောင်လဲတဲ့ခေကောင်မမရိုင်းနေလူကြီးကိုယောက်ျားကိုကောင်တို့မိန်းမကိုကောင်မတို့ပြောတာရိုင်းတဲ့လက္ခဏာမျိုးမပြောဘူးကွာသားမမသိတာလေ तू ကလူငယ်ထင်နေတာတေးသွားပြီဆုံးသွားပြီအစိုးတော်ကြီးဟာလို့သားမသိဘူးဖေးပါတချင်းကြီးလဲတဲ့အတိတ်တရားအညာတစ်ခုလို့ဩတဲ့စိုက်ပြိုးရေးပေါ်တယ်ဟာမင်းကပိုဆိုးနေတယ်မင်းကပိုဆိုးနေတယ်အခရိကကြအတိတ်တွေနဲ့အညာနဲ့ပါတော့စိုက်ပြိုးရေးထင်တယ်ဆရာကြီးရဲ့မောင်သားချိုကိုသားတော်မှန်ကိုရှင်းပြရတယ်။ကျောင်းကိုဆိုထားတာအညာလေးကတခုတည်းအသီးတွေအလုံး100ဘယ်လောက်ဒိတ်ပဲရှိလဲအညာလေးကတခုတည်းအသီးတွေအလုံး100မုံရွာတက်ကတူအညာလေးတပည့်တို့သားတို့ကအသီးတွေအမက46အညာလေးကျောင်းသားတွေကအသီး100ပြီးတော့ဘဝတွေဘောင်းစုံဖြစ်ကြလိမ့်မယ်တယောက်တလန်း
ဆရာဝန်ဖြစ်တဲ့လူတက်ထဲဝင်တဲ့လူရဲဖြစ်တဲ့လူရှင်းနေဖြစ်တဲ့လူတရားသူကြီးကွန်ပျူတာပညာရှင်ဤကိုစင်းတဲ့လူရုပ်ရှင်သရုပ်ဆောင်ဇာတ်ညွှန်းရေးတဲ့လူစံနေရတီးတဲ့ကောင်ဂီတာတီးမဲ့လူဘောလုံးကန်မဲ့လူမျိုးစုံမဲ့သားလေးနည်းနည်းငိုင်သွားတယ်တွန်တဲ့သိန်းနဲ့ဒိတ်ပဲရှိတဲ့သားစာတင်ကျောင်းတွေကအညာနဲ့တူတဲ့သားရဲ့ရန်ကုန်တက်ကတူမန္တလေးတက်ကတူအဲ့မှာတက်နေတဲ့သားသမီးတွေအားလုံးကအသီးလေးတွေပဲသားရဲ့သူ့လမ်းသူလျှောက်ကြမှာကွာတွန်တဲ့သိန်းနဲ့ဒါဆိုထားတာသူနည်းနည်းတော့သဘောကျသွားတယ်ဆိုတော့မဆိုးပါဘူးဒါပေမဲ့သားတို့ခင်မှာအဲ့ဟာနားမထောင်တော့ဘူးတဲ့ဒါလောက်တောင်ဖေးကျောင်းကိုလွှမ်းနေရင်တယ်လီဖုန်းပေးစမ်းများဆိုပြီးတော့မောင်သားချိုလဲညီမင်းညိုအားကြပြီးတော့ဖုန်းအစုံနှလုံးကိုင်နေ3-5 တောင်းမတန်နဲ့မီဖိုးလေးသူ့ပေးလိုက်တော့ကျွန်တော်ဖုန်းလေးကိုလက်တော်လေးနဲ့ဆက်ပြီးတော့တချင်းလေးတွေကူးထည့်ပြီးတယ်ခုသားတို့နားထောင်တဲ့ကျောင်းသချင်းကဒါဗျဖားလိုက်ရလဲအောက်တယ်ဆိုပြီးတော့မောင်သားချိုဖုန်းထဲမှာတချင်းတွေကူးထည့်ပြီးတော့သူပြလို့ကျွန်တော်လည်းသိတာမကိုမမသုံးတတ်တဲ့ဟာကြီးဒါကိုနှိပ်လိုက်တဲ့ဒီမှာဂီတပုံလေးတွေ့လာတဲ့ music music ဖားသားကြီးဒါကိုနှိပ်ထည့်လိုက်တဲ့တချင်းကောင်းစီနေကြလာလိမ့်မယ်တဲ့အခုပရိသတ်မြင်နေရတဲ့နီနီလေးတွေကတချင်းကောင်းစင်ပဲကျွန်တော်ကြည့်တာအခုသူထည့်ပေးထားတာကြည့်လားလန့်သွားတယ်သိလားအကုန်လုံးဘိုးလို့အကုန်လုံးအင်္ဂလိပ်လို့ဗျာအရန်ကောင်းတာပဲ NGA ငါ AA ငါအ KYA ရွန်းကြီးကြောင်းငါအကြောင်း NAE ငါအကြောင်းနဲ့ NGA ငါ KN ကန်ငါအကြောင်းနဲ့ငါကန်နဲ့အမေကောင်းတယ်ဟာကျွန်တော်လေးအင်္ဂလိပ်စာတော့တော်တော်ကောင်းတယ်နောက်တစ်ပုဒ် PARAMI နဲ့ပါရမီတဲ့ PHYAE ဖြည့်တဲ့ပါရမီဖြည့်တဲ့ PHED ဖက်ပါရမီဖြည့်ဖက်တဲ့ဟာကောင်းတယ်ဟာတော်တော်ကောင်းတယ်ဟာနောက်တစ်ပုဒ် KN ကန် KYAMAR ကျမကန်ကျမ SAYC ကန်ကျမ C 1A ရာကန်ကျမ C ရာမဲကောင်းတယ်ဟာနောက်တစ်ပုဒ် MIM မင်း AR TWAD တွက်မင်းအတွက်အများကြီးပဲထည့်ပေးထားတာပြီးတော့မှတပုတ်ကိုညွှန်ပြတယ်တွန်တေးသိန်းနိုင်ရဲ့အတိတရားအညာတစ်ခုတွေပါလေလုံမနေနဲ့တဲ့သားတို့အခု TDC ကကောင်းနေကျတဲ့သချင်းမြမအတန်ရှိမှ तू တက်တယ် TDC မဲဒီမှာကြည့်လိုက်ဆိုတော့ तू လက်ညှိုးနေမြင်တဲ့သချင်းလေးကြည့်တော့ကျောင်းသချင်းလေးဖြစ်နေတယ်ငါတို့ကျောင်းဘယ်လိုရေးထားတယ်ထင်လဲ My school တို့ our school တို့ထင်နေသလား No NGAR ငါ TO တို့ KUN ကြီးကျောင်းငါတို့ကျောင်းမိုက်မောင်သားချွေးမရဲတရဲနဲ့ငါတို့ကျောင်းကဘာများဖြစ်နေပါလဲဆိုပြီးတော့မှတချင်းဖွင့်နားထောင်တာလန့်သွားတယ်တွန်တေးသိန်းနံလို့ခေါင်းလောင်းတော့ပါတယ်ခေါင်းလောင်းလေးကတိတ်တိတ်စိတ်လေးမဟုတ်တော့ဘူးစုညံပွက်ထားလို့တွန်တေးသိန်းနံကကြီးကြီးလင်းလင်းလေးကလော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 ကလော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 ကလော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 ခေါင်းလောင်းတဲ့ညံ့ညံ့ပေးတဲ့ရွာကျောင်းကိုပြင်းပြင်းမိရင်တရိယာနဲ့တငယ်ချင်းရေဒါမျိုးလာမှာမောင်သားချွတ်သားရဲ့ငါတို့ကျောင်းကိုနှိမ့်ထည့်တာခေါင်းလောင်းတန်က DJ ပုတ်တန်ကြီးနဲ့ကျွီကလောလောလုံးကလောလောလုံးကလောလောလုံးကျွီကျွီကျွီက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 လောလောလုံးကလောလောလုံးကလောလောလုံးဟိုကျောင်းသားဘွာ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 းမှာပြန်လာရီချက်ဟိုကျောင်းသားဘွားမှာ evacuation တက်သမီးတို့သားတို့ရှေ့ကပါချုပ်ကြီးဆရာကြီးဒေါက်တာတက်နိုင်ဦးဆရာမတို့ခစ်ကြီးပြောင်းသွားပြီနော်ကျွန်တော်ကြောက်သွားတယ်ဆုညံပတ်ထားပြီးသားတော့ဗျာကျွေးဆိုပြီးလာပြီးတော့ငါတို့ကြောင်သားဘွား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 မှာမျက်နှာစာတွေချက်ငါတို့ကြောင်သားဘွားမှာ evacuation တက်ငါတို့ကြောင်သားဘွားမှာစိတ်တွေဖြူစင်လေငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားငါတို့ကြောင်သားဘွားမုံရွာတက်ကတူရဲ့ရတနာလေးတွေဖြစ်တဲ့သမီးတို့သားတို့ညီမတို့ရင်လိုက်ကူးနေပြီသူကတော့မတင်နဲ့ကျွန်တော်ပထမလန့်သွားတယ်နောက်မှသားကိုမေးရတယ်ဖြည်းဖြည်းဆိုပြစမ်းပါတာဖြည်းဖြည်းဆိုစမ်းငါတို့ကျောင်းသားဘဝ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 မှာမျက်နှာစာတွေကျက်ငါတို့ကျောင်းသားဘဝမှာ evacuation တက်ငါတို့ကျောင်းသားဘဝမှာစိတ်တွေဖြူစင်လျက်ကာယနဲ့ကြီးတယ်နော်ကိုတော်နည်းနည်းကြိုက်သွားတယ်တာဆက်ဖွင့်စမ်းကွာလို့လာတာပဲကြွီကလောင်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 ငါတို့ကျောင်းသားဘွားဆောင်းလာခဲ့မယ်အုတ်ထုတ်ငါတို့ကျောင်းသားဘွားအစိုးကချက်ပြုတ်ငါတို့ကျောင်းသားဘွားဇလန်းတွေပတ်ရှုပ်ငါတို့ကျောင်းသားဘွားငါတို့ကျောင်းသားဘွားမောင်တာချိုရောင်ပြီးယို့ယို့ဦးတာချိုကြီးမကြည့်မငယ်နဲ့တွေးတွေကြောက်သွားတာစာသားတွေကကောင်းတာဘူးငါတို့ကျောင်းသားဘွားဆောင်းလာခဲ့မယ်အုတ်ထုတ်ငါတို့ကျောင်းသားဘွားပစိုးကချက်ပြုတ်ငါတို့ကျောင်းသားဘွားဇလန်းတွေပတ်ရှုပ်ကောင်းတယ်ဟာဆက်ဖွင့်တော့သဘောတွေကြာနေကြွီ
ငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားအဖြူနဲ့စိန်ကိုဝစ်ပြီးကြောဘွားကြီးကိုလွယ်ဆိုင်ကစည်းကိုတက်ခွာပြီးကြောင်းကိုဒိုးပါတယ်တဲ့မောစားကြီးရင်တေးပေါက်စင်းတော်စီးကတဲ့ကိုခဲကြောင်းကြီးကတင်မကိုချိန်လုံးနဲ့ဆွဲငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားငါတို့ကြောင်းသားဘွားဘယ်လိုလောက်ကြမှာတော့ပညာတတ်ပညာရှင်များဖြစ်ကြတဲ့တက္ကသိုလ်ကပါမောက္ခတွေရောဆရာဆရာမတွေရောသူ့ဘာသူရွေ့သွားတဲ့လူဖွဲ့စည်း move ship ကရွှေ့တာပဲနော်လူဖွဲ့စည်းရွေ့နေတယ်နော်ကျွန်တော်တို့ဘယ်လိုတားမလဲအဖြူနဲ့စိမ်းကိုဝစ်ပြီးကြောပွေးကြီးကိုလွယ်ဆိုင်ငယ်စည်းကိုတက်ခွာပြီးကြောင်းကိုဒိုးပါတယ်တဲ့မုတ်စားစင်းရင်တေးပေါက်စင်းတော့စီးကတဲ့ကိုခဲကြောင်းကြီးကတင်မကိုချိန်လုံးနဲ့ဆွဲငါတို့ကြောင်းသားဘွားဘယ်လိုတားမလဲကျွန်တော် shop ဖြစ်သွားတယ်ကိုလက်အဲ့တချင်ကိုကြိုက်တာလို့မင်းကျွန်တော်လည်းနည်းနည်းတော့ကြိုက်မိတယ်မစိုးဟဲ့ပေါ့ဒါကြောင့်မို့လို့ရန်ကုန်တက္ကသိုလ်ကမိန်းမတွေကိုကျွန်တော်မေးတဲ့ခါမှာမမအေးသိလားဆိုသိဘူးဒီဖြစ်ကုန်ကြပြီလုံးဝမသိဘူးနော်တွန်းနေသိနေဆရာတကယ်မသိဘူးနော်သိတာကျွန်တော်တို့ရွယ်တွေသိနေတာ40သိတယ်50သိမယ်35သိမယ်ပေါ့16 19ကိုတက်နိုင်မသိဘူးနော်မသိဘူးလုံးဝမသိဘူးကြားဖို့မကြောက်ဘူးဘာတွေလဲပေါ့နောက်ဆုံးမောင်းသားချုအလျှော့ပေးပြီးမေးရတယ်တမီးညှိထဆန်းလို့ဟုတ်ကဲ့ဆရာကြီးတဲ့ဖတ်စီအကြောင်းသူတမီးအကြိုက်ဆုံးအစောနာမည်ကိုပြောလို့တမီးကြိုက်တဲ့ဆိုတော့နာမည်လှလေးနဲ့တဲ့ကောင်းပါသူတို့တမီးလို့ကြက်ဖာတဲ့နာမည်လှလေးနဲ့ကြက်ဖာတဲ့ဘယ်လိုလုပ်ကြမလဲမုံရွာလူတွေကဲနောက်တစ်ယောက်ညီးရောတမီးဆိုတော့လေနာမည်လှလေတဲ့သူလေရောက်ကျက်တဲ့ဟာနောက်တစ်ယောက်တမီးညီးရောစနေနောက်တစ်ယောက်ဂျီဖက်နောက်တစ်ယောက် X box ဆရာကြီးကျွန်တော်တို့နားတွေမှာစိမ့်နေပါကျုပ်ဆရာကြီးနဲ့ကိုဘက်ကဒူးကျုပ်ကိုတတ်နိုင်ဦးနောက်ကဆရာဆရာမများအားလုံးလူကြီးတွေကျွန်တော်တို့နားမှာစိမ့်နေဆရာကြီးဒီနေ့မနေ့မကြောက်ဘူးကျွန်တော်သိပြီးတော့ဒါကြောင့်မို့လို့ခုနကကျွန်တော်ပြောခဲ့တယ်မှတ်လားကိုဇော်ဝင်းထွတ်အကြောင်းပြောရင်းနဲ့ကိုဇော်ဝင်းထွတ်အမေကအစောထားပါလို့ကျွန်တော်မေးတယ်လေသိလားဆိုတော့ဆရာကြီးကကောင်းနေတယ်တချို့ကလေးတွေစိမ့်နေဖြစ်နေတယ်ကိုဇော်ဝင်းထွတ်အမေကအခုထိမသိသေးပါဘူးတိတ်နေနေတာပါတချန်ထဲမှာနေတာပါအိမ်တော့ခွဲနေတာပေါ့ညီချုပ်ကဒါတော့တော်တယ်နော်မိမနဲ့အမေနဲ့ကိုတိတ်နေမထားဘူးခြံကြီးကကျဲတဲ့ခါကျတော့အသေးယောဂအထူးကုဒေါက်တာခင်မောင်ဝင်းတို့ခြံသားမှာကဘာကြီးဖျားနာမှာရန်ကုန်မှာတထေးတွေနေတဲ့ရက်ွက်ကြီးထဲမှာကျွန်တော်တို့သွားပြီးထမင်းစားကြတာညီချုပ်တို့အိမ်မှာသူ့အမေကတတ်နှစ်ထပ်တိုက်နဲ့တတ်ထားတာသူကအမေကိုတတ်တနခါကြီးလိမ့်လို့အဖေကဆုံးသွားတဲ့ငယ်လေးကဒေါက်တာကြီးခင်ကိုဇော်ဝင်းထွတ်အမေထားသည်နိုင်ငံကျော်အဆိုတော်ကျွန်တော်တတိတော်ရောက်သွားသေးတယ်နော်အန်တီထားအတန်လေးကချိုးတယ်လေရည်သားတရားစာကိုမျောတာနော်သင်ကြောက်လားမသိဘူးအန်တီထားသချင်းလေးကျွန်တော်ငယ်တော့စာပို့သမားလေးတွေကစာလေးပို့တယ်စပင်းလေးတွေနဲ့ကလင်းစာပါတယ်ခဏစာပါတယ်ခွတ်ခက်ကလေးတွေဒါမသိတော့ဘူးဆရာကြီးသူတို့ဖုန်းနဲ့စာပို့နေတာဟုတ်တို့ငယ်တော့ဖုန်းတွေမရှိသေးဘူးရေးသားပညာထားမထားအမေနဲ့သမီးအဖေနဲ့သားရက်ဝဲမှနေပြီဆိုစာပို့ကြတယ်သမီးတို့ရဲ့စာရိတ်ကိုသွားပြီးတော့စာရိတ်ကလေးမှာဒစိကောင်းလေး15ပြန်ကပ်ပြီးတော့ဘုံနဲ့ထည့်လိုက်ရတာနော်ကိုတတ်နိုင်ဘူးဒါကိုသိပြီးတော့မှအစစ်သွားပြီးတော့မှရန်ကုန်နဲ့မန္တလေးကြားထဲမှာ9ရက်လောက်ကြာမှစာရောက်တယ်အန်တီထားကြီးကတောက်တချင်းဆိုတယ်ဟိုတော့ကမိမတွေရဲ့မြစ်တာတရားစာချွန်းတော်မောင်ကြီးရှင်ဘယ်သူခေါ်တာလဲပို့စ်မင်းကိုခေါ်နေတာစာပို့တဲ့ကောင်ကြီးကလင်းစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပြောရမှများတော့မရှက်နိုင်ပါဘူးမရှက်သုံးမရှိတယ်လေမိမလေးတွေကြိုက်မရှက်ငိုက်မရှက်ငတ်မရှက်လူတွေကကြိုက်တာရင်မရှက်နိုင်ဘူးတဲ့တူကိုမရှက်တော့ဘူးဒါယောက်ျားတစ်ယောက်ကမိမကိုကြိုက်မိရင်မိမယောက်ျားကိုကြိုက်မိရင်မရှက်တော့ဘူးကြိုက်မရှက်ငိုက်မရှက်တယ်အိတ်ရှင်ရင်မရှက်ဘူးကျွန်တော်ငိုက်တယ်နောက်တစ်ခုကငတ်မရှက်စာလောင်မွတ်တက်လာရင်မရှက်နိုင်တော့ဘူးကျွန်တော်တို့အလို့ရစားမှာပေါ့ဒီကောင်မလေးရပါလေချစ်သူစီကစာကိုကြိုက်လုံးအားကြည့်တော့မရှက်နိုင်ဘူးစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပို့စမင်းလာတဲ့ခါကျတော့အိတ်ရှက်ထွက်ပြီးတော့မျောရတာအမေအဖေသိမှလည်းကြောက်သေးတယ်နော်မိမတွေပရိရဲ့နော်အဝိရှောတော်လို့ဘာလို့နဲ့အမေအဖေအိမ်နေလည်းမင်းနေတော့ပဲကိုပိုးဒီကစိတ်ညစ်ပါတယ်ပို့စမင်းလာတော့မှာဟိုလိုဒီလိုနေပလိုက်တာမေဒီနေ့လှမ်းလို့ကောင်းလိုက်တာနော်နေတာလိုက်တာကဲအိမ်နေထုတ်တမီးလှမ်းပေးမယ်အမေကြည့်လိုက်စာပို့သမားကိုမျောလိုက်ပို့စမင်းလဲလာစပိန်လေးနဲ့ကလင်းလမ်းမရတာအမေလည်းကြားမှကြောက်တယ်ကျွန်တော်တို့ဟုတ်တယ်မလားအခုကျမစာပါသေးလားကျမစာပါသေးလားမပါဘူးအမဟောညိုလိုက်ရတာကိုဇော်ဝင်းထွတ်အမေဆိုတတ်လိုက်တာစာချွန်းတော်မောင်ကြီးရှင်မစ္စာပါရင်ပေးပါလို့ပြောရမှများတော့မရှက်နိုင်ပါဘူးတကယ်တနာမညာလဲသာကြာညာသွားတယ်တဲ့စာပေးမယ်ဆိုရင်မပေးဘူး
တန်တရားတွေပွားများလို့သာအဘယ်သို့သောမေတ္တာတရားမှကိုယ်ဝေရမှသင်ကြားပေးပါလေအောင်ဆရာလူတက်ကြီးလူတော်ကြီးဘလို့မေတ္တာတရားကိုကျမတို့မိမတွေကကိုယ်ဝေရမှလဲဘလို့သစ္စာတရားကိုယုံကြည်ရမှလဲဆိုတာကိုမသိလို့နားမယ်လို့ခံလိုက်ရလို့ကျမတို့တင်ပေးသမှာဘူးရှင်နဲ့ချက်သိမ်းချလိုက်တာတချင်းချက်သိမ်းချကျွန်တော်တချင်းနေတော့ရတ်တာမြောက်လိုက်တာနော်အဘယ်သို့သောမေတ္တာဘလို့မေတ္တာမျိုးလဲမေတ္တာတရားမှကိုယ်ဝေရမှသင်ကြားပေးပါလေအောင်ဆရာကျမတို့ရှင်တင်ပေးလေတဲ့ချင်းကျမတို့ဘယ်သူရောမှကျမကလေဖိုက်တယ်နော်မလီချက်သိမ်းတော့ထားရင်ညချွတ်မီသင်ကြားပေးပါလေအောင်တခါကျယ်တွေလာတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါကြောက်ကလမ်းမှာပေါ့တမပင်အောင်မှာဆရာကြီးမသိဘူးထွက်သွားကြပြီချိန်တွေ့ပြီကျယ်တွေလာတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါပြုံးလေးဂရီပေးအပ်ခဲ့တာလူလည်းကြီးဂရီပေးခဲ့တယ်ကမလေးကနွယ်ဆိုတော့စာမမှန်ရေးကျောင်းပိတ်ရင်လေမုံရွာနေပြန်တော့မှာဟုတ်စာမမှန်ရေးနော်ရေးမပေါ့လို့ကိုချိုးဘာလဲကွာဖွေးရလဲမာကိုချိုးဘာလဲကွာဖွေးရလဲအမေစာမမှန်ရေးမပေါ့ဘယ်လောက်ရေးမှာတော့တလောက်တစ်ဆောင်ရေးမယ်ရပါဘူးဖွေးရဆောင်နေမှာမရပါဘူးတလောက်တစ်ဆောင်နဲတယ်ဖွေးရလို့ကွာတပတ်တစ်ဆောင်ရပါဘူးနှစ်ဆောင်ရေးမယ်ကျယ်ရီလာတွေစုံတဲ့ညမှာဂရိပေးခဲ့တယ်ဒီကောင်လူလေကြီးကကျယ်ရီလာတွေစုံသောညမှာမောင်နဲ့မြေတွေ့စင်တော့ငါပြုံးလေးဂရိပေးအပ်ခဲ့တာနှုတ်ပြိုသည်မှအိုမင်းရင်ရောတဲ့အထိငို၍တော်၎င်းရှက်၍တော်၎င်းစောင့်မျှော်လေးနေသေးပါမောင်ပေးလာမဲ့စာချွန်လွာနှဖန်သို့မှုတ်ပဲသောခါရှစ်စာပဲတော့လာမှလေတဲ့မနေ့ဖန်လာတဲ့တပတ်ခါလာတဲ့ထားတဲ့ချင်းကျွန်တော်ကြိုက်လိုက်တာလွမ်းလိုက်ရတာအိမ်မှာမဆိုရဲဘူးကျွန်တော်သားကျွန်တော်ကောတာဘာချင်းလဲတဲ့ချစ်သူတရားစာအုပ်ညှောတာလို့ညှောမနေနဲ့မစိတ်ပို့လိုက်တယ်ဟာမနဲ့အခုကစာမပို့တော့ဘူးဖွေကိုတတိရတယ်ချို့လဲတတိရတယ်ဖွေကိုလွမ်းနေချို့လဲလွမ်းနေဖွေကိုချစ်ချို့လွမ်းဖွေကိုလွမ်းခစ်ကြီးတွေပြောင်းလဲသွားလိုက်တာလူတွေရင်ထဲကခံစားချက်တွေလည်းပြောင်းလဲသွားတယ်ထင်ပါရဲ့မောင်သားချွေကြီးဘာကိုပြောချင်တာတော့ဇော်မထွတ်အမေဟာဆိုတော့ထားပါဆိုပြောချင်တာကျွန်တော်ကလေးတွေသိအောင်လို့သမီးတို့အဲ့ထားခုထိတက်ရှင်နေတယ်နော်အဲ့ဒီထားရဲ့အဖေကကြတော့မှတချင်းကြီးတဲ့လူကြီးရွှေတိုင်ညွန့်ဦးညွန့်ကြည့်မြင်နိုင်မှာနေတဲ့အတွက်ရွှေတိုင်ညွန့်ဒါပဲဗမာတွေကကိုမြို့ကိုရရှိမှရွှေတက်တယ်ဘူအောင်နေကားကိုရိုက်တယ်မမြောင်ဝင်းနဲ့ဘူအောင်နေဒိုက်ကြီးနာမည်ဘာလို့လဲဥဘီအောင်ညောင်တုံးသားကြီးရွှေတုံးဘီအောင်ဇက်ကတဲ့တချင်းဆိုတဲ့ကြော်ဘို့တို့အဖိုးဥတင်မောင်မန္တလေးသားကြီးရွှေမန်းတင်မောင်လူတွေအဲ့လိုမှဲ့တယ်လို့ပဲပေါ့အဲ့ညို့တွေရွာတွေမှာလည်းမှဲ့လို့မကောင်းတဲ့ဟာတွေရှိတယ်နော်ချိုးမဲကောင်းတာရွာတွေကြတော့မကောင်းဘူးပြရွှေပန်းတော်တဲ့အဲ့ဒါကြတော့တက်လို့သိမကောင်းဘူးထင်တယ်နော်ဆိုတော့ရွှေမန်းတင်မောင်ရွှေတုံးဘီအောင်တက်တယ်လို့ပဲကိုဇော်ဝင်းထုတ်ခဲ့အဖိုးကလည်းဥညွန့်ဖြစ်သောကြောင့်သူ့နာမည်ကြည့်မြင်နိုင်ရှိမှာရွှေတက်ပြီးရွှေတိုင်ညွန့်တီဘောမင်းနဲ့စုဖျားလန့်နဲ့ပါတော်မူတာသူရေးတာကုံဆန်းအသေးကွယ်တဲ့ဇလန်းကိုသူရေးတာယရနာပုံနေပြီခုနဆိုတာမင်း70အုပ်ဆိုးခဲ့သည်ရှေ့တုံးကတော့အလွန်သားရစီတီဘောရာစာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေးကိုတွေးမိပါတော့ဒီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညင်းနဲ့ရေကစာကိုစီရာဇဌာနီမြနန်းအယုတ်ဇမှာဧကရစ်နဲ့ဝေးတာကြာလီပြီ1248ခုနှစ်မှာအဒီတစောင်းမုံလာစုပ်ရှင်းနေကိုတော့မမေ့နိုင်ပါပြီယနေ့တိုင်သာသည်မမေ့နိုင်ပါပြီအမေရိကန်ပညာရေးဌာနပြောတဲ့စကားသတိရမိတယ်ကျွန်တော် education နဲ့ entertainment နဲ့ပေါင်းဖို့လိုတယ်ကြိုက်ခလေးလေးတွေစာတင်တာ education နဲ့ entertainment နဲ့ဖြောပြမှုနဲ့ပညာနဲ့ပေါင်းစပ်ပြရတယ်ဂျပန်နိုင်ငံကိုစာပေဟောပြောပဲသွားတော့တိုကျိုမှာကျွန်တော်တွေ့ခဲ့တာကလေးတွေအားလုံးသမိုင်းတင်တာကတ်တုံးစာအုပ်တွေခလေးတွေကကတ်တုံးဖတ်နေတာဂျပန်ကလေးတွေကအယုတ်ကလေးတွေနဲ့တကွိနဲ့တမီးတို့ဂျပန်လူမျိုးထူးဆန်းနေနော်ဂျပန်နိုင်ငံမှာသမိုင်းစာအုပ်တွေအားလုံးကတ်တုံးတွေနဲ့ရေးထားတာကြိုက်ပြီပေါ့အကြိုက်ပေါ့ဟင်အယုတ်ကလေးတွေနဲ့ကတ်တုံးဖတ်ရင်တန်လန်နဲ့ဂျပန်နိုင်ငံသမိုင်းတရားလုပ်ထားတာဒါကြောင့်မလို့ပညာရေးဆိုတာ entertainment နဲ့နည်းနည်းပေါင်းပေးရင်ကောင်းတယ်လို့ပြောတယ်ရုပ်ရှင်ကြည့်ရင်ကျွန်တော်တို့ဘယ်ကားမျိုးကြည့်မလဲဂန္ဒီပေါ့ဗျကြည့်ပေါ့ဗျဂန္ဒီကားကြည့်ပြီးတော့ညစ်ကြတယ်မလားဂန္ဒီအလောင်းပြာတွေကိုပင်လေတဲ့ညစ်တဲ့ပြောချတဲ့ကံကြည့်ပြီးတော့ဘာဖြစ်သွားလဲအိန္ဒိယနိုင်ငံလွတ်လပ်သမိုင်းသိတာပေါ့တရုတ်နိုင်ငံမှာနောက်ဆုံးအုပ်ချုပ်သွားတဲ့ဘုရင်လေး
မော်စီတုံးကဖမ်းပြီးထောင်ထဲထည့်ထားတာပူရီ PUI ပူရီသူ့ကားကိုဝယ်ကြည့်ပါလား The Last Empire Last ကနောက်ဆုံး Empire က Egret ပေါ့နောက်ဆုံး Egret မောင်သားချိုကိုပဲဝယ်ထားတယ်ကြည့်လဲပြီးတော့တရုတ်နိုင်ငံတပိုင်းတည်သွားတယ်ကျွန်တော်ဟာအေးမှန်လိုက်တာအမေရိကန်နိုင်ငံပြောတဲ့စကားကောင်းနေဟာလို့ education နဲ့ entertainment နဲ့ပေါင်းစပ်ပြရမှာတချင်းဆိုရင်းနဲ့စာတင်လို့ရတယ်ရုပ်ရှင်ကြည့်ရင်စာတင်လို့ရတယ်ကစားခုံဆိုင်ရင်စာတင်လို့ရတယ်အခုမောင်သားချိုကြီးကိုဇော်ဝင်းတို့အဖိုးရေးတဲ့တချင်းကိုဆိုတာတမိုင်းနေသိနေပြီ1249ခုနှစ်မှာဒီတစောင်းမုံလာစုံရှင့်နေကိုတော့အကုန်ပါနေတယ်စာတော်ပြက်ဆရာမလို့ဘူးမမြင်နိုင်ပါပြီနဲ့တိုင်သာဒီနဲ့တိုင်သာဒီမမြင်နိုင်ပါပြီရင်းမြစ်ရှင်ကိုယူငင်သွားတော့လူရှင်အများရေကကြေခွဲရလို့ရင်ထဲငါပမာကြီးအော်ဒီဘောရာစာပါတော်မူလေဒီမိုက်ကြတာကောင်းလိုက်တာဒီလိုနီးနဲ့မောင်သားရှိုးတို့နိုင်ငံကြီးကျွန်းဖြစ်တာကြပါတယ်တိုင်းသားပေါင်းတို့လွတ်လပ်ရေးချိုးပမ်းမှာအင်္ဂလိပ်စီကမရပါဘူးမရတော့မှတက်ကတူကျောင်းရောက်ပြီးတော့ဘွဲ့ရပြီးတော့မှခင်ဗျားတို့နတ်မောက်သားနောက်မှရေးထားတဲ့ဒေါ်အောင်ဆန်းစုကြည်အဖေဥဖန်တဲ့ဒေါ်စုသားလေးတခင်အောင်ဆန်းဂျပန်ထွက်သွားပြီးရဲဘော်3ကျိတ်သွားတော့ကတော့တရုတ်ပြည်သွားတာပဲဂျပန်ပိုင်နဲ့ကျွန်းရောက်ပြီးတော့မှဂျပန်နဲ့သွားတက်တယ်သွားတိုးတာသွားတော့တရုတ်ကိုသွားတာပဲရဲဘော်3ကျိတ်နဲ့စစ်ပညာသင်ပြီးဗမာနိုင်ငံပြန်ဝင်လာတာ1942 1942အဲ့ဒီနှစ်မှာမိမရတယ်ဂျပန်နဲ့အတူဗမာနိုင်ငံပြန်ဝင်လာတဲ့နှစ်မှာမိမရတာ1942နေမကောင်းလို့ဆေးရုံတက်တော့ဂျပန်ခေတ်ဆေးရုံကြီးမှာမခင်ကြီးနဲ့တွေ့တာဟိုကနတ်စမထမင်းအင်းဒီသူကဘိုလ်ချုပ်ကနေမှာဟိုကမျက်နှာပြည့်ပြည့်ဝမ်းဝမ်းကြီးနဲ့မျက်ခုံးမထူထူကြီးနဲ့အသားဖြူဖြူကြည်ကြည်လင်လင်ကြီးမျက်နှာပေါ်မှာရှုပ်တာထွေးတာမရှိကိုယ်တာဝိုက်တာမပါဖုံးတာဖိတာတွေမရှိပရိရဲ့ no မာယာ no innocence lady ပြင်းမျိုးမှဲမထင်မိမကြည်ကြည်လင်လင်ကြီးချုပ်မိမလေးတွေလှတယ်တိုးတော့နောက်နေတယ်မျက်နှာပေါ်မှာအတိတ်ပဲရှုပ်ချက်နောက်နေမိမလေးရှိတယ်ရှိတယ်သိတယ်တချို့ရကြမ်းယူလေးပဲတိုးတော့ကြီးနေတယ်မခင်ကြီးကဒီလိုကြည်ကြည်လင်လင်ဒါကိုကြိုက်သွားတဲ့အတွက်မြစ်တာမျှပြီးလူကြီးတွေကိုမိမတောင်းခိုင်းတာပဲအကျမ်းမြင်ရတော့ချစ်ရင်မဆိုပဲနဲ့မိမတောင်းခိုင်းတာဒါမိမလေးတွေအတွက်ကြက်တည်ပေါ့တချို့လူတွေတွဲနေတာကြားပြီးလက်ထပ်ဖို့ပြောတော့ဟိုလိုလိုဒီလိုလိုဒါတပိုင်းဒါတပိုင်းကျွန်တော်မကြိုက်ဘူးဒါလေးတခင်အောင်ဆန်းကတော့ကြိုက်တယ်မပြောသေးဘူးလက်ထပ်ပြစီတန်တောင်းဆိုတာဘယ်တော့တန်ဖို့ထားလဲဆိုတာဒီလိုနည်းနဲ့ညားတဲ့ဇနီးမောင်နှံကိုစောဆန်ဖိုးတင်ကအိမ်မှာထမင်းဖိတ်ကျွေးတန်လန်းနဲ့ကရင်စစ်သားလေးတွေတချင်းအောင်ဆိုခိုင်းနေတယ်လေမင်းတို့မမနဲ့ဗိုလ်ချုပ်ကိုလက်ဖွဲ့တချင်းဆိုလိုက်ကွာတဲ့စောဆန်ဖိုးတင်အိမ်မှာဆိုတာငွေတော်ရာရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီသရာကဘူသည်ဆီယမကိုပဲတဲဆွဲအောင်ချစ်မိသည်ခင်ဗျားတော့မဲတလင်းလုံးဟာမလို့တက်လက်နဲ့ဒီတာဘာမှမပါဘူးအဖြစ်ကလေးပေါ့အဖြစ်ကလေးဘာမှမပါဘူးတက်လက်တဲ့ဒရန်တွေဘာတွေဘာမှမပါဘူးကီးဘုတ်တွေဘာမှမပါဘူးထမင်းစားဝဲမှာဆိုခိုင်းတာမင်းတို့မမနဲ့မင်းတို့ဗိုလ်ချုပ်ကိုလက်ဖွဲ့တဲ့အနေနဲ့တချင်းဆိုပြလိုက်ငွေတော်ရာရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီသရာကဘူသည်ဆီယမကိုပဲတဲဆွဲအောင်ချစ်မိသည်ဆီယမဆိုလို့ဆီယမတွေရင်ခုန်မနေနဲ့အောင်နတ်စမပြောတာအကြီးကသူကရှောက်ဝှက်ချက်ကနေလုံးနေသေးတယ်မောကိုညီမင်းတို့လဲဦးတော့ဟဲ့ညီမင်းတို့ငါလမ်းမြင်နေတာဓမ္မကြီးသူကအကျိုးကြီးတွေမှမသိပါဘူးနတ်စမပြောနေတာအတိတ်ပဲရှိလိုက်တာသမီးတို့ရဲ့စာသားတွေနော်ဒုတိယပိုက်ပိုကောင်းတယ်နော်ထိန်ကြီးလာရောင်ဆန်းတော်လွမ်းပူပါသည်စာသားတွေကောင်းတယ်နော်ရေးတဲ့လူတွေထိန်ကြီးထိန်ရဘာတူလဲထိန်လင်းငင်းနာမည်ကြီးရဘာတူလဲမခင်ကြီးနှစ်ခုပေါင်းတော့ထိန်ကြီးမောင်သားချိုစဉ်းစားပြီးတယ်ငါဆိုဘလို့ဆိုမလဲပေါ့ကျန်ဆိုဘလို့ဆိုမလဲချိုဖွေငါအာယုံနောက်တယ်ဟာအာယုံနောက်တယ်ဘာလောင်းတာလဲညီလောင်းတောင်းနဲ့ညီတို့ဟာလေချိုဖွေဆိုမကောင်းဘူးတချင်းကဒိတ်ပဲရှိလိုက်တာထိန်ကြီးလာရောင်ဆန်းတော်လွမ်းပူပါသည်ချစ်သူရှိရင်ဖွင့်ပြောပါလားလို့ဒီရိုးရိုးနဲ့မှန်ရာကိုပြောမိတကယ်စိတ်ကအတီးဘယ်မိမမချစ်ခဲ့သည်တရားကဘူသည်ဆီယမကိုပဲတဲဆွဲအောင်ချစ်မိသည်ပြီးတော့ညားကြတယ်52သေဖို့9နှစ်ပဲကျန်တော့တယ်နော်အိမ်အောင်တက်က9နှစ်တယ်ခင်ဗျားတို့4ခွန်မှာအသက်ခံမှာမိုက်ကြရဇလန်းကတော့ဗိုလ်ချုပ်အောင်ဆန်းတို့မင်္ဂလာဆောင်ပြီးတဲ့ကညနေစာထမင်းကျွေးတယ်ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါခင်ကြီးရဲ့ဖိတ်စာလေးများအိမ်မှာတင်ထားတာရှိလားဗျမောင်သားချိုမှတ်ထားတဲ့သဘောကြလို့ဘယ်လိုရေးထားလဲသိလား1304ခုနှစ်ဝါကောင်လပြည့်ကျော်12ရက်တနင်္လာနေ့ညနေဗမာနာယီ9နာရီအချိန်တွင်ရန်ကုန်မြို့ Nippon Military Club ဂျပန်ကလပ်ပေါ့၌ထမင်းသားကြွားကြပါရင်ဗမာနိုင်ငံသားတွေအားလုံးငိုတယ်အဲ့ဖိတ်စာပြီးတော့အောက်ကပုံဘိုဒေဇာလေဘိုးကျုံလို့မရဘူးနော်ဘိုးကျုံအောင်ဆန်းတို့မင်္ဂလာဆောင်ဖိတ်စာကိုအိမ်မှာရှိရင်ငါတို့ပြန်ကြည့်လိုက်ကျွန်တော်တိတ်ထားလို့ပြောနေတာလူကြီးတွေပေးထားတာဘိုးကျုံအောင်ဆန်းလို့မရထားဘူးကျွန်တော်ဘိုဒေဇာ
ကျမမခင်ကြီးဖိတ်စာပေါ်မှာအင်္ဂလိပ်စလုံးတစ်လုံးမှမပါဘူးအင်္ဂလိပ်တက်ကြီး1942 no မပါဘူးသူတို့မင်္ဂလာဆောင်တာစက်တင်ဘာလ9ရက်နေ့ကျွန်တော်တွက်ထားတာမပါဘူးမခင်ကြီးနဲ့ဗိုလ်ချုပ်အောင်ဆန်းကဗမာဆန်ဆန်အညာဆန်ဆန်မင်္ဂလာဆောင်ဖိတ်စာပေါ်မှာရေးထားတာဗမာတက်ကြီးပဲရေးထားတယ်ပြရှာကြည့်ဦးမလားတို့1304ခုဝါကောင်လပြည့်ကျော်12ရက်တနင်္လာနေ့ညနေဗမာနာရီ9နာရီအချိန်ခမင်းသားကြောက်ကြပါရင်ရိုးလိုက်တာဒီလိုနည်းနဲ့ညားခဲ့တဲ့မိသားစု9နှစ်လောက်ပဲပေါင်းပြီးနောက်တော့ဆုံးတယ်ပေါ့သူများတက်လို့သေတယ်ပေါ့တနတ်တန်ရဒုတိယအများဆုံးပထမအများဆုံးသခင်မြ15ချက်ဘုံဆန်73ချက်ဒီလိုနည်းနဲ့အနိစ္စရောက်တယ်ပေါ့သူတိတ်ဆိတ်ပူတဲ့တိုင်းပြည်ကိုဘုံဆန်ပညာကိုချစ်တယ်လေသူတိတ်ဆိတ်ပူတယ်တီဘောမင်းနဲ့စုဖျားလက်ပါတော်ပြီးတော့နောက်တိုင်းပြည်ကျွန်းဖြစ်တယ်နောက်အနာဂတ်မှာဆက်ပြီးပါမယ်ဆိုရင်တော့ဘယင်နဲ့မိဖုရားကိုလာမဖမ်းတော့ဘူးမင်းတို့ပြောသွားပြီပညာကြီးတဲ့နိုင်ငံတွေဟာငွေရေးကြေးရေးတွေနဲ့နိုင်ငံရေးပရိယာတွေနဲ့အခြားသောပညာရေးတွေနဲ့ဗမာနိုင်ငံကိုဝင်ပြီးတော့စီးလိုက်မယ်လို့သခင်အောင်ဆန်းတွက်ပြီးသားဒါကြောင့်မို့လို့စာပေဟောပြောပွဲလုပ်ဖို့လိုမထင်တယ်လို့သူမသေးခင်3နှစ်မှာသူတွေးခဲ့တယ်တဲ့1944မှာစလုပ်တာဒီပွဲတွေကသူသေးဖို့3နှစ်လို့သေးတယ်နော်1949မှာသေမဲ့လူနော်ရန်ကုန်မြို့မှာစာပေဟောပြောပွဲစလုပ်တာ1944တပည့်တို့သားတို့သူမသေးခင်3နှစ်ပဲနော်မိုက်တယ်နောက်အနာဂတ်မှာကြတော့တိုင်းပြည်ကိုကာကွယ်ဖို့ဆိုတာတိုင်းသူပြည်သားတွေဉာဏ်ကြီးဖို့လိုတယ်ပညာကြီးဖို့လိုတယ်သူတွေးတယ်လူတို့ကိုဉာဏ်ကြီးဖို့ပညာကြီးဖို့ဆိုတာပညာဉာဏ်နည်းပါတဲ့တိုင်းပြည်လေးကိုလိုက်ပြောမှရမယ်သူသိတယ်အခုလည်းပညာဉာဏ်နည်းပါစေပဲလေဒါကျွန်တော်တို့အောင်လို့သိပါလေညီမညိုရှိရပြောသွားပြီလေဗမာနိုင်ငံကရတဲ့ဘွဲတွေဘယ်သူမှအသိမှမပြုဘူးရန်ကုန်တက္ကသိုလ်အဆင့်တော်မှခင်ဗျာ1000လကတ်နေတာပဲမနေ့ကတော့တယ်လီဖုန်းမှာမောင်းသားချိုရိုက်ပြီးတယ်ဖုန်းလေးဖွင့်ပြီးတော့မှ Google လေးထဲမှာမောင်းသားချို Google ထဲဝင်ပြီးတော့မှ internet ထဲဝင်ပြီးတော့ Google ထဲမှာစာလုံးလေး3လုံးရိုက်တယ်3လုံးနဲ့ရိုက်တယ်ကျွန်တော် wall WORLD wall နောက်ကတော့ university ပေါ့ဗျာအများကြီးပေါ့university နောက်က RANKING ranking university ranking မနှစ်ကရိုက်တာ2018နှစ်3.18ဆရာမတို့ဘာတက်လာလဲထင်လဲကပတ်တက်သူများအဆင့်2018 ဒိန်းဆိုတက်လာတယ်နံပါတ်1ဒေါ်စုတက်တဲ့ကျောင်းပဲ Oxford University ပဲတွတ်တက်ပဲနှစ်ကတက်လာတယ်ဗာလေ Cambridge ဟာတေဟာရတယ်ကင်တာဖီလီမရှိဘူးကျွန်တော်ကဘာကျော်တက်သူကြီးတွေလန်ဒန်ဟာတွေလန်ဒန်ကကျောင်းတွေရမှာပေါ့ဆက်တက်လာတယ်နံပါတ်6 Harvard တက်သူရတယ်အမေရိကန်တက်သူအမေရိကန်လည်းနံပါတ်ကြီးတယ်ရတယ်ဆက်တက်လာတယ်22nd စင်ကာပူမြို့သားတက်သူမောင်သားချိုးစာပေဟောပြောပွဲသွားတယ်စင်ကာပူလက်ပတ်နိုင်တော့ဝယ်ပေးလိုက်သေးတယ်စင်ကာပူကဗမာမတွေကနိုင်ဆိုင်တတိယသွားလို့နိုင်ဆိုင်နဲ့ဆွဲခေါ်သွားပြီးတော့ဆရာနိုင်တလုံးလက်ဆောင်ပေးလိုက်မယ်တဲ့စင်ကာပူကစမ်းတီတာချစ်လို့ကျွန်တော်ဝယ်ပေးလိုက်တာတတိယတယ်မနေ့ကတော့စင်ကာပူမြို့သားတက်ကတူ22စိုးထိတ်သွားတယ်ငါအလုတ်လုတ်တဲ့တက်ကတူရန်ကုန်တက်ကတူငါဘွဲ့4ခုတလုံးရတယ်ရန်ကုန်တက်ကတူကကျွန်တော်ဘယ်ကြောင့်မှမတက်ဘူးကျွန်တော်ရတဲ့ဘွဲ့4ခုတလုံးရန်ကုန်တက်တော်ရတာဟာဘယ်အဆင့်မှာလဲတရဲမရဲရှာတာတယ်လီဖုန်းမှာရန်ကုန်တက်ကတူတစ်ကြောင်းနဲ့ပဲပါတယ်ကျန်တဲ့တက်ကတူတွေစင်းတော့မပါဘူး8920အဆင့်ရန်ကုန်တက်ကတူအဆင့်8920တဲ့ဘေးက OBJ ကြီးကိုပြမိတယ်လက်ကုပ်တီးပြီးထနောက်တယ်1000မပြေသေးဘူးကွယ်ဟေး1000ပြေသေးဘူးကွယ်မင်းညမလွယ်ဘူးကျွန်တော်ဆဲပြီးတယ်မตายရဲ့လို့အားရဝမ်းတာနဲ့ OBJ ရန်ကုန်စက်မှုတက်သူကဆင်းတဲ့အင်ဂျင်နီယာဆရာမတို့ကျွန်တော်တို့ခုလည်းနှိမ့်ကြသေးတယ်နော်ဟိုတလောကကြံခဲ့တဲ့တလလောက်ကကျေးမုံသတင်းစာကိုလှန်တော့အင်္ဂလိပ်စာအကြောင်းဆောင်းပါးလေးဖတ်တော့ကပ္ပပေါ်မှာအင်္ဂလိပ်ဘာသာစကားကို SA second language ဒုတိယဘာသာစကားဖြစ်တဲ့နိုင်ငံ88နိုင်ငံရှိတယ်88မှတ်လို့လွယ်တယ်နော်ကဘာပေါ်မှာလန်ဒန်မှာပါအမေရိကန်မှာပါပေါ့ဆွစ်ဇာလန်မှာပါပေါ့အော်စီမှာပါဘူးပေါ့အော်စီလည်းအင်္ဂလိပ်ပြောတာဟုတ်ဗျာဟလားအင်္ဂလိပ်စာကိုဒုတိယဘာသာစကားဖြစ်သင်တဲ့နိုင်ငံ88နိုင်ငံရှိပါတယ်တဲ့ဆရာမတို့နံပါတ်2ကဘာလို့လဲသိလားအတော်ဆုံးကစင်ကာပူပဲကျွန်တော်ငိုင်းနေတော့မောင်တာချိုကြီးကြီးကျယ်ကျယ်မဖတ်ပါဘူးကြေးပုံနဲ့မြန်မာအလင်းဖတ်ရင်ပါပါတယ်ကျွန်တော်ငိုင်းသွားတယ်သိလားဟာဒီနိုင်ငံသေးသေးလေးဟာလီရှန်လုံးအုပ်ချုပ်နေတာသူ့အဖေလီကွမ်ယူငါတို့စာပေဟောပြောပဲသွားရင်ရေတောက်ဆရာတော်မရှိတဲ့နိုင်ငံပဲလေမြန်ဆင်းပြီဆိုရင်စင်ကာပူနိုင်ငံချန်ကီလေဆိပ်ကိုလေမြန်ဘွားစိုက်ဆင်းရင်အောက်မှာပိုက်လုံးတွေတွေ့နေရတယ်တောက်ရင်မရှိလို့မလေးရှားကနေတည်တဲ့ပိုက်ကြီးတွေလေမောကြီးကိုပြင်နေရတယ်တလောက်တော့ငတ်ပြတ်နေတဲ့နိုင်ငံတင်ရစာတရှားတဲ့နိုင်ငံအင်္ဂလိပ်စာအဆင့်နံပါတ်1ဆိုပါလားဟာဗမာနိုင်ငံကိုလိုက်ကြည့်တယ်ဆရာမတို့84နော်ကဘာပေါ်မှာအင်္ဂလိပ်ဘာသာစကားကိုဒုတိယဘာသာစကားအဖြစ်နဲ့သင်နေတာ88နိုင်ငံမှာကျွန်တော်တို့က84နော်၄ပဲရှိတော့မှာကဲစင်ကာပူနံပါတ်1တကယ်ဟာဘိုးကျော်ဆန်ပြောတဲ့အတိုင်းပဲနော်ကျွန်တော်တို့
ပညာသိစုတ်တက်သွားရင်တိုင်းပြည်ကဗတ်ပေါင်းစုံကျသွားလိမ့်မယ်ဆိုတာကလေးလေးတွေကိုယ်စာကိုဖတ်တာတော့ထင်နေတယ်ကျွန်တော်တို့မောင်သားချိုဘီးဒီမှာလုပ်ဖို့တယ်နော်အာဆီယံ17နိုင်ငံကလေးတွေကိုခေါ်တယ်ကျွန်တော်ပါသေးတယ်ထိုင်းကလေးထိုင်းစာဖတ်တွက်တယ်တစ်စက္ကန့်မနှလုံးလေမလေးရှားကလေးမလေးရှားစာဖတ်တစ်စက္ကန့်မနှလုံးသွားလေကမ္ဘောဒီးယားကလေးကမ္ဘောဒီးယားစာဖတ်တစ်စက္ကန့်မနှလုံးလေပြောရင်ရှားပါလိမ့်မယ်17နိုင်ငံအနည်းဆုံးနဲ့အထက်ဆုံးကဗမာနိုင်ငံကလေးပဲဖြစ်နေတယ်ကိုယ်စာကိုဖတ်တာကိုကကြီးခါဝေးကိုဖတ်တာဖြစ်နေတယ်နောက်ဆုံးတော့ဂျပန်အကူအညီတောင်းရပြီလေဂျပန်ကရက်ကဝင်လာတယ်မှတ်လားအေဂရာဆိုတဲ့အဖွဲ့ကျွန်တော်ဝင်လို့ပေးသေးတယ် EGRA အေဂရာ E ကအာလီ G က great စဖတ်တော့အာလီ great ငယ်ငယ်လေးပေါ့နောက်က R reading စဖတ်တာ early grade reading နောက်က A assessment early grade reading assessment အတူကောက်ဆိုတော့ EGRA မြန်မြန်ဖတ်လိုက်တော့အေဂရာဗမာကလေးသူငယ်များနှုတ်ရှာပြန်တွေ့ရေးဂျပန်ကျွန်တော်တို့က84ကလေးလေးတွေစဖတ်တာအာဆီယံ17နိုင်ငံမှာကျွန်တော်ဗိတ်ဘုကျောင်းအောင်ဆန်းကဒါကိုသိလားမသိဘူးနော်မသိရင်3နှစ်မှာဒီဗမာနိုင်ငံနောက်တစ်ခါပြန်မပါဘူးနောက်တစ်ခါဗမာနိုင်ငံကျွန်းဖြစ်ဖို့ဆိုတာဘယင်းနဲ့မြေပြလာမဖမ်းတော့ဘူးတဲ့တခြားနည်းနဲ့ကိုယ်နိုင်ငံနဲ့ဝင်ပြီးတော့လာမှာတဲ့ကိုယ့်ဘက်ကကိုယ်ကံအားနေရင်အကုန်ပါမယ်တဲ့ကိုယ်အစားအစာတွေပါမယ်ကိုယ်ဒလိထုံးတယ်တွေပါမယ်ကိုယ်ဗမာမတွေပါမယ်ကိုယ်အသီးနှံတွေပါမယ်ကိုယ်အရွက်တွေပါမယ်ကိုယ်မြေတွေပါမယ်ကိုယ်ကျွဲတွေနွားတွေပါမယ်ဆရာအကုန်လုံးပါမယ်သူတွေ့ပြီးသားနောက်အနာဂတ်ကိုကာကွယ်ရမှာဗာနဲ့ကာကွယ်ရမှာလေတနှက်နဲ့နေဆက်ကနေရက်ပြီးကာလို့မရောက်သူသိပြီးသားအချင်းကြီးခိုင်းနေမလားတတိယသွားပြီနော်တခင်အောင်ဆန်းမိုက်တယ်နော်အချင်းကြီးခိုင်းနေလေဘာသူလဲရန်နိုင်ဆွေဘာသူဆိုတာလဲမေလာမြန်ပြည်တော်စုကိုဩပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘိုးဘွားအမွေနှစ်မှုချစ်မြတ်တို့တဲ့လေဒါတို့ပြေဒါတို့မြေရွေကျော်တန်းကြီးမြည်ဟိခိုင်မာနေအတန်တော့ကြည့်တယ်နော်တဲ့ဘာမှဒီအတန်တော့ကြည့်တယ်နော်တဲ့ဘလို့ကောက်ဝဲမှာလဲတဲ့အဲ့ဒါဘိုးကျောင်းဆံမသိရတဲ့ချင်းနောက်အနာဂတ်မှာတီဘောမင်းနဲ့စုပြလက်ကိုလာဖမ်းယုံနဲ့မင်းကြိုးရွှံမဟုတ်ဘူးနော်တဲ့ပညာနဲ့နိုင်ငံကိုစီးမှာတဲ့မင်းတို့ဘလို့ကောက်ဝဲမလဲတဲ့တက်ကတော်ကျောင်းထဲမှာမောင်သားချိုပြောနေတာရက်ကွက်ထဲမှာမပြောဘူးမင်းတို့ပညာတတ်ပြီးဘွဲရမယ်လူတွေဘလို့ကောက်ဝဲမလဲကဲဒါနဲ့ထိုင်ဆောင်လို့ရမှာတင်လားတနှက်နဲ့နေသက်ကနေစောက်လို့မရမထင်သလားပညာမှာပါပဲစနစ်မှာပါပဲအစီအမံမှာပါပဲလို့ဒီနိုင်ငံကောက်လို့မရဘူးခေါင်းရွှေကောက်လို့မရဘူးတကယ်တော့ဘိုးကျောင်းအောင်ဆန်းအညာသားဒါကိုငငယ်လေးကသိပြီးမသိရင်အသက်30လောက်ကဒီချင်းချင်းခိုင်းနေနော်မေးလာမြင်လဲဆိုတာတက်လိုက်တာရေးတယ်လူလည်းရေးတက်လိုက်တာရန်နေဆွေပြည်တော်စုကိုဩပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘိုးဝအမွေနှစ်မှုရှင်းမြန်တို့တဲ့လေဒါတို့ပြေဒါတို့မြေရွှေကျော်တန်းကြီးမြည်ဟိခိုင်မာနေမေးပါရစေတော့မောင်တွေမဲတွေဘယ်ပုံပဲနီးနဲ့ကာဝဲကြမှာတော့လေမေးပြီဘိုးကျော်ဆန်းမေးခိုင်းတာမေးပါရစေတော့မောင်တွေမဲတွေဘယ်ပုံပဲနီးနဲ့ကာဝဲကြမှာတော့လေခါချင်းကောင်းမှန်းကြီးလို့သာတောင်ကြီးဖြိုမဲ့ကြံခါမတန်းအမှန်တင်းမေမဲ့အခင်းမလှနိုင်ပါပြီအဲ့ဒီထုံးကိုနှလုံးမူမိစေတူမြင့်ချေတာဝန်တွေကိုစီရှိထားပြီလူမြင့်အတိတရားတွေတို့ပြည်ကြီးတို့ကာဝယ်မလေးဆက်ဆွေကြာမှကြောက်လို့ဘလို့ကာဝယ်မလဲတာဝန်ရှိပါတယ်ဉာဏ်နဲ့ပညာနဲ့နှလုံးသားနဲ့မကာဝယ်ပဲနဲ့ဒီနိုင်ငံမလုံးကြုံဘူးတဲ့မိုက်ညီမညို့ပြောသွားတာကျွန်တော်ပြောရင်အခုတတိယသွားလို့မောင်သားချိုးလို့မနှစ်ကတော့ကြံခဲ့တဲ့9လလောက်ကစာပြီးဟောပြောပဲပြပခီးတယ်တခုသွားတယ်ဗျနည်းနည်းဝေးတယ်ကိုညီမညို့ပါတယ်ကျွန်တော်ပါတယ်3ယောက်သွားတယ်မတိတာဆန်းကျောင်းဆရာမလေးတပွဲပဲဟောပြီးပြန်လာတယ်ကျွန်တော်တို့စစ်တနီမြို့အော်စီပေါ့ဗျဩစတြေးလျတားပဲကောင်လေးတွေပေါ်တယ်လေတားပဲကောင်လေးတွေဘိုက်ထက်မှာကလေးလေးတွေနဲ့လက်နဲ့အစာကျွေးလိုက်စားတယ်နော်အေးတအားရင်နာမယ်နော်လက်လေးနဲ့လိုက်ရှင်တားပဲကောင်လေးလဲစားတယ်ကျွန်တော်သဘောကျလို့ကြံခဲ့တဲ့9လတုန်းကသွားတာမနှစ်ကတစ်ခါသွားသေးတယ်ကျွန်တော်မဲအော်စီနဲ့ဓာတ်တယ်နေတယ်မနှစ်ကတော့ဘေးလူဝါကြီးပါတယ်ဗျမန်းလေးမြို့ကနေဝင်းမြပါတယ်ဗျမနေ့က3ပွဲဟောတယ်ကျွန်တော်တို့အော်စီမှာ3မြို့စစ်တနီမဲလ်ဘန်ပတ်မိုက်မောင်တာချိုတို့သူများနိုင်ငံနဲ့ဝင်တော့လေစိတ်ထဲကဝင်ပြီပေါ့ထုံးစံတိုင်းလေစိတ်မှာလက်ကားပြမှာပေါ့လက်ကားပေးပေါ့ပေါင်ကားပေးပေါ့ဘုံနေပါလိရှာတဲ့ဟာနဲ့အိတ်ဆွေးနဲ့စစ်ပြီပေါ့ကျွန်တော်တို့တီပေါ့ဒါတော့ပြီးသွားပြီပေါ့ပြီးလဲပြီးရောသူတို့နိုင်ငံထဲကိုဝင်မဲ့ခြံစည်းကိုအပေါက်ဝပေါ့လေစိတ်ကအပေါက်ဝပေါ့450ပြီကျဲမှာပေါ့အဲ့ဒါကြော်သွားရင်ရောက်ပြီအော်စီရောက်ပြီစစ်တနီ
ဂျပန်ဆိုရင်လည်းအဲ့ဒါကြော်ရင်ရောက်ပြီးတိုကျိုလေးစိတ်ပါလေနရိတာဂျပန်နိုင်ငံလေးစိတ်ကနရိတာလေးစိတ်ပေါ့တတိယသွားတယ်ရောက်မှာပေါ့သမီးတို့သားတို့ဆရာတို့ဆရာမတို့ဝင်လို့ရမထင်လားနောက်ဆုံးစစ်ဆေးခြင်းဒီပါလေခွေးပဲရှောင်းတော့ခွေးနဲ့စစ်တာမောင်သားချိုတို့ရက်ပေးရတယ်မှတ်လားညီမင်းညိုရက်ပေးရတယ်ဘေလူကရက်ပေးရတယ်နာမည်ခေါ်တယ်ဥညွန့်သားကျောင်းနာမည်ခေါ်တာပေါ့မှတ်ပုံနေနာမည်ဥညွန့်သားကြိုက်တယ်လို့ခေါ်ပေါ့ကျောင်းမှာဒေါက်တာညွန့်သားပေါ့ဆရာကြီးပေါ့ဗမောက်ခါပေါ့ကျွန်တော်ဆရာကြီးခေါ်မှာပေါ့ဒါကတော့ချီဥညွန့်ကတော့ချစ်စနိုးခေါ်တာပေါ့ဘိုးချိုဘေလူကကျွန်တော်ချစ်စနိုးခေါ်တယ်ဘဲကြီးတဲ့အော်ဘီဂျီကတော့ယင်ကြီးကြီးခေါ်တယ်မသားတဲ့နှမျိုးခေါ်တာပေါ့နော်ဆရာဆရာမအငယ်လေးတွေကတော့ဆရာချိုတဲ့တချို့ကြဆရာမပါဘူးချိုတဲ့စားပြီးပြီလားတဲ့ချိုစားပြီးပြီလို့မဲရှောကထလာတယ်ဟုတ်တယ်မလားလေဥညွန့်တောင်းပေါ့တန်းစီဟန်ကယ်ရီကိုရှေ့မှာထားပါတစ်တာရောဘိန်းနဲ့နောက်တည်းကဥမြင့်အောင်ဘေလူဝါခေါ်တယ်ဟန်ကယ်ရီရှေ့မှာထားပါရောပေါ့ခွေးနှကောင်ထွက်လိုက်တယ်မုံရွာမြို့မှာပညာသင်နေတဲ့သမီးတို့သားတို့ဆရာဆရာမတို့အဲ့ဒီခွေးတွေကကျွန်တော်တို့တစ်တာတွေကိုနမ်းတာတယောက်က9မိနစ်လောက်ကြာတယ်ခွေးတွေစိတ်ကန်းရှိလိုက်တာအထုလက်ကျင်ထားတဲ့ဩစတြေးလျခွေးတွေဂျပန်ခွေးတွေအဲ့နိုင်ငံတွေအောင်စစ်တယ်ကျွန်တော်တို့နှစ်ဖက်ညှက်ပြီးတစ်တာကိုနမ်းပါတယ်ခင်ဗျအနည်းဆုံး9မိနစ်ကြာတယ်အထက်မှာသူတို့တားတဲ့ပစ္စည်းပါလို့တော့ပြဿနာပဲနမ်းလားမမင်းနဲ့ဘာကြီးလာကြီးတော့ဟဲ့ဘာကြီးလာတော့ဘေလူကအချိုးမချိုးနဲ့နော်ဘေလူကရဲ့ကျွန်တော်အားပေးတယ်ဆရာချိုးကြည့်နေတာတဲ့ရုပ်ရှင်ထဲမှာခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့မသားဘူးငါ့ကိုမင်းသားကြမလို့ခိုင်းဘူးခွေးလုံးရင်အကယ်ဒမီရမထင်နဲ့တဲ့နမ်းလိုက်ကြတာတက်တာနမ်းပြီးတော့ဒီမှာဘော်ဒနီဆရာတွေလည်းရှိနေလို့ပြောပြသေးတော့ဆရာမတို့အသေးနှောင်စစ်နေတာတပည့်တို့တက်တာထဲမှာအသေးအနှံအစီအဆန်အမြင့်အရွက်အခောက်ပါလားစစ်နေတာတက်တိရှိရင်ဂျပန်သွားမဲ့လူတွေရှိလားအော်စီကိုသွားလည်မဲ့လူတွေရှိလားတက်တာထဲမှာမန္တလေးကစိန်တလုံးပြည့်သီးနှလုံးလောက်ထည့်သွားပါလားမမိနဲ့အမိနဲ့အိမ်တော်ခွေးကချမောင်မင်းလေးတွေ5ပြင်းနှုတ်ပြီးထည့်သွားပါလားမမိနဲ့အမိနှမ်းလေးတွေကိုမလှော်ဘဲနဲ့လက်ဆက်ဆက်အပင်ကနေခူးကာသာနှမ်းကိုအစိ20 30လောက်စက်ကူလေးနဲ့ထုတ်ပြီးတော့ထည့်သွားပါလားမမိနဲ့အမိနဲ့ခန်းကျင်သီးတဲ့3လုံးလောက်အေးလက်ဆက်ဆက်ကလေးဟိုကြမှာတုတ်စားမယ်ပေါ့ခက်စိမ့်စိမ့်လေးပေါ့ခန်းကျင်သီး3လုံးလောက်တက်တာထဲမှာဘူးလေးနဲ့ထည့်လိုက်တက်တာပြန်ပေးလိုက်ဖြတ်မယ်ခွေးကိုလွတ်မထင်လားဆရာမတို့အကုန်မိတယ်နော်ကုန်းရွက်လေး4-5ရွက်ပါလို့ဘေလူကရဲစခန်းတိုက်သွားလို့ကျွန်တော်လိုက်ထုတ်ရတယ်လက်ပွေနှိပ်ရတယ်သမီးတို့သားတို့လက်ပွေနှိပ်ရတယ်ကျွန်တော်ဘာကိုပြောချင်တာလဲခင်ဗျသူတို့နိုင်ငံတဲကိုသူတို့ကာကွယ်ထားလိုက်တာလာပြီးတခင်အောင်ဆန်းဓာတ်နဲ့မကာကွယ်တာမဟုတ်ဘူးလေတနက်နဲ့ကာကွယ်နေတာမဟုတ်ဘူးနော်ညံနဲ့ပညာနဲ့စနစ်နဲ့ကာထားတာတို့ရည်တို့မြေပေါ်ကိုဘယ်နိုင်ငံမှမသိတဲ့အရွက်တွေအသီးတွေအနှံတွေလာပေါက်ဖြစ်မဲ့ခွင့်ပြုအဝင်လို့ရလားမေးကြည့်ညီမင်းတို့နန်းတစီတော်လို့မရဘူးဂျပန်ဒီခွေးတွေလည်းအနှက်ခံကျွမ်းသားမင်းနဲ့အထက်မှာပါတာနဲ့တဲမျက်စိနေတာတက်တာခွင့်ခိုင်းပြီမိပြီစမရှင်းတော့ပဲရဲစခန်းမှာအကြည့်တဲ့ပြဿနာပဲနော်ဘာပြောလဲဆိုတော့အော်စီကရဲတွေကကျွန်တော်ကခင်မင်းနေလို့မေးကြည့်တော့မှနည်းနည်းတီးခောက်ကြည့်တာပေါ့တရသီးမဲ့ကျွေးခြင်းရင်အော်စီကဗမာတွေကိုတရသီးမဲ့ကျွေးခြင်းရင်လှီးပြီးယူလာခဲ့ဘူးနဲ့ထည့်လာခဲ့အစိပါမလားဒီနဲ့ရင်းနဲ့ပြောတာတော့မင်းတို့အစီပါပြီးအလုံးလိုက်ပဲလာတော့ဒီမှာလှိစားပြီးတော့လှမ်းပစ်လိုက်တော့မင်းတို့အစီကရေနဲ့ထိပြီးအညှောက်ထွက်ပြီးတော့တရက်ပြင်လာပေါ့လို့ရှင်းမလဲတို့မြေပေါ်မှာတို့ပစ္စည်းတွေကအတန့်တို့ရေတို့မြေပေါ်ကအသီးနှံတွေကိုအစီအဆန်တွေအလုံးကောက်ွယ်ထားပြီးသားမျိုးရိုးပြည်စားကုဆက်တာလုံးလောက်ကန်နိုင်လို့ကကျွန်တော်ကြောက်စရာကြီးနော်မေးကြည့်စမ်းမှာသွားတဲ့လူခြေဦးညိုမေးကြည့်ပါကျွန်တော်ပြောတာလုံးနေဆိုရင်ဒီနိုင်ငံတွေကျွန်တော်လှမ်းပါပြီလားဟာအချင်းကိုတတိရတယ်နော်မေးပြရစီတော့မောင်တွေမေတွေဘဲပုံပဲနီးနဲ့ကာကွယ်ကြမှာတော့လေဒီကောင်ကြီးသူတို့တိုင်းပြည်တွေကိုကာကွယ်ထားလိုက်ကြတာခုခေတ်ကဘင်းနဲ့မီဒီယာဝင်ဖမ်းတာမဟုတ်တော့ဘူးဝင်ပြီးတော့စီးမှာကိုယ်အစားစာကိုသူ့အစားစာနဲ့ဝင်စီးမှာကိုယ်အဝတ်စားကိုသူ့အဝတ်စားနဲ့ဝင်စီးမှာကိုယ်အရက်ကိုသူ့အရက်နဲ့ကိုယ်ချင်မက်ကိုသူ့ချင်မက်နဲ့ကိုယ်ဓာတ်လက်ထုံးဆောင်သူ့ထုံးဆောင်နဲ့ဟုတ်တယ်မလားကိုယ်လူသုံးကုန်ပစ္စည်းကိုသူ့လူသုံးပစ္စည်းနဲ့ကိုယ်တချင်းကိုသူ့တချင်းနေနဲ့ကိုယ်ရုပ်ရှင်မူဗီကိုသူ့မူဗီတွေနဲ့ရှောင်းမူစီးမှာလေသူကအစီမခံဘူးဟာဆရာဦးတာချိုအော်ဒီရလူတွေချက်မောင်ကြော်စားကြည့်ရင်ချက်မောင်ဟင်းစားကြည့်ရင်ရန်ကုန်မြို့ကနေဈေးတွေရောက်ပြီးအရွက်လေးတွေချွေလာခဲ့တဲ့ထက်လာခဲ့တဲ့ကျွတ်တဲ့အိမ်နဲ့ကြော်စားကြတယ်အမြစ်ကနှုတ်မလာနဲ့အပင်မနှုတ်မလာနဲ့ခင်ဗျားတို့ဟာခင်ဗျားတို့အမြစ်ပါနှုတ်လာတော့ဒီမှာချွေပြီးတော့ချက်လက်ချက်ပြီးတော့အမြစ်တွေရှိတဲ့ခါကျတော့အိမ်တော်ခွေးဆင်းပြီးကျွတ်ထဲမှာဇက်လိုက်ထိုးပြီးတော့ခင်ဗျားတို့ချက်မောင်တွေချပေါ်တော့မလုပ်ကြမဲတဲ့ဆရာဦးတန်နိုင်ဦးဆရာဘော်ရနီပတ်သက်ပြီးပြောပါနေတာကြောက်ခင်ဗျားလေးပဲနော်ဟာခန်းကြီးလေးစားကြည့်ရင်ရုပ်ထိုးလာခဲ့ငပိနဲ့စားကြည့်ငပိချက်ချက်လာခဲ့
ကြောက်အောင်ချက်လားအစိတ်ထဲမလားနဲ့မင်းတို့ဟိုကြမှာမင်းတို့ခရမ်းကြီးအစိတ်တွေကိုချက်ဖို့ပြုတ်ဖို့လုပ်ပြီးတော့အစိတ်တွေကိုရင်းနဲ့ဘတ်ဆိုနောက်နှမ်းပက်တော့အပင်ပေါက်မလို့မလဲမင်းတို့ဒါတက်ကတူเจ้าမှာပညာတတ်တွေရှိပါတယ်ဘော်ဒဒီသမားတွေရှိပါတယ်စိုက်ပျိုးသမားတွေသိပါတယ်ဗျသူတို့ကသူတို့မြေပေါ်မှာတပင်စားနှစ်ပင်စားပေါက်ပြီးတော့နော်ဝတ်မုံကူးပြီးတော့ဗီဇတွေပွားပြီးတော့နှစ်တင်နေကြားလာတဲ့ခါကျတော့ချက်ချင်းတော့မဖြစ်ဘူးပေါ့နောက်တော်ကြားလာတဲ့ခါနှစ်ပေါင်300 400 500ဆိုသူတို့မြေပေါ်မှာဘယ်မှမသိတဲ့မျိုးဗီဇတွေနဲ့ရောပြီးတော့သူတို့အပင်တွေအသီးတွေအားလုံးမျိုးပြတ်မှကြောက်လို့ကာထားတာတဲ့သမီးတို့သားတို့တို့ပညာတတ်တွေမှလားတို့နိုင်ငံဟူကောက်ွယ်နိုင်လားအေးဆေးပဲဗမာနိုင်ငံအနှံ့ပြညီတို့သွားသလားမုံရွာကိုသွားသလားကျွန်တော်ရောက်တယ်ညောင်ကိုသွားဘူးသလားစကိုင်းကိုသွားဘူးသလားမြင်းညံသွားဘူးသလားရှမ်းပြည်သွားဘူးသလားကချင်ပြည်နယ်မြေကြီးနောက်သွားဘူးသလားဗမော်ရောက်သလားရွှေကူရောက်သလားဖရဲကြီးနဲ့တွေ့လားတွေ့လားကဲငါပြောခင်းနဲ့တွေ့လားငါပြောခင်းနဲ့တွေ့လားတေက3သိန်းလောက်နဲ့လာပြီးလာငှားသွားတာစစ်လာတိုက်ဆံမလို့ဘူးအန်ဒီတို့လဲဆိုင်တာဘယ်လောက်ရတယ်လဲတေက2သိန်းလောက်ရရလား10က30ဟင်းလူလဲဆိုင်ရသေးတယ်ကလေးတွေလည်းကြောင်းထွက်ကျွဲကြောင်းတဲ့ကောင်ကြောင်းနွားကြောင်းတဲ့ကောင်ကြောင်းပေါက်စိုက်ပြိုးနှုတ်ဟုတ်တယ်မလားဓာတ်မြေဩဇာဘိုးနဲ့ပေါက်ဆိုင်သမားဈေးနဲ့စပားရေးရတာနဲ့နေရတာနဲ့ဘယ်လောက်မြတ်လဲ30ဟင်းလောက်တာ10လလောက်တာတအိမ်လုံးကလေးတွေရဲ့ကြောင်းထွက်မြတ်တာ30 10လတစ်လမှ2သိန်းဘာမှမဆိုင်နဲ့30ပေးမယ်သဘောကျလို့ဒီကညံမရှိတဲ့ကောင်တွေဟုတ်ကဲ့ကျွန်တော်ငှားပါပဲခင်ဗျငှားတယ်စိုက်ခိုင်းတယ်အသီးခုပြီးယူသွားတယ်ဓာတ်မြေဩဇာထင်ရကျဲပြီးပိတ်သွားတယ်ကဲဒီတိုင်းထားခဲ့တယ်နောက်နေ့ပြန်မျှော်တယ်လာသေးလားကြားမပြန်လာခါသေးလားကိုယ့်နဲ့တက်တယ်မြေဩဇာပြောတော့မှသူသိပြီးသားပက်ဆက်စစ်ပြီးဆိုင်သွားတာနောက်နေ့အဲ့ဒီမြေပြန်မလာတော့ဘူးဘာသွားလို့လဲနောက်တစ်ခွက်ပေါ့မဆက်ရသေးတဲ့ Virgin Spine ပေါ့နော်အပြိုစင်မြေသားကိုတခါသွားငှားတယ်ဒီတိုင်းထားခဲ့တာကြံခဲ့တဲ့ကျုပ်တို့နိုင်ငံလူတွေအားလုံးရှမ်းတွေရောကချင်တွေရောဗမာတွေရောမငှားနေပေါ့ငါမကပြန်ဆိုင်မယ်ကျွန်တော်မင်းမယ်ပေါက်လားကဲဆက်ပေါက်လို့ဆရာမတို့ကဲကျွတ်ကြီးတွေဖုံးလို့နော်ပလက်စတစ်ကြီးတွေဖုံးလို့ရှားရီဥတောက်ရှိဘာမှမပေါက်တော့ဘူးဆရာကျွန်တော်ဘာကိုပြောချင်တာလဲကိုရီကိုမြေကိုဝင်ပြီးစီးတယ်သိမ်းတယ်ဆိုတာခင်ဗျာအစိုးရကိုတိုက်ပြီးတော့ဘယင်ဖမ်းမိလာလို့ဆရာလူသေးလို့လားပတ်စံပေးလို့ရတယ်အကုန်လုံးဆရာတို့အကုန်လုံးလို့ရတယ်ကျွဲတွေနွားတွေလာမွေးတယ်ဗမာတယောက်ကို3သိန်းခွဲလောက်ပေးတယ်ဟုတ်တယ်မလား3 4လကြာရင်ကျွဲတွေဖီးလို့နွားကြီးတွေဖီးလို့ဆရာမတို့အားပါကြည့်ကျင်သလားနေပြီးတော့သွားကြည့်ပါလားလေဝဲကိုသွားကြည့်လေဝဲမှာတဲကြီးထိုးထားတာရှက်ကျွေးတာခေါင်းဆောင်က3သိန်းခွဲလောက်ရတာခင်ဗျကျွေးထားပြီးသားတပည့်တွေနဲ့8000လောက်ပေးထားပြီးသား3 4လမွေးဝဖီးသွားတာကားတစ်စီးတာပြည့်ပြီတော့90နောက်တစ်စီးလာအကောင်90နောက်တစ်စီးလာအကောင်90နယ်ဆက်ကိုသွားတာဆိုတော့တွေ့လားကိုရီကိုမြင်ရကိုကျွဲကိုနွားကိုစိတ်ကြိုက်ပတ်စံမပြီးဝဲနေတာဘယင်ကိုဖမ်းစရာမလိုဘူးတမရကိုလာတိုက်စရာမလိုဘူးဒေါ်စုဖမ်းစရာမလိုဘူးငွေနဲ့ကျွန်တော်မကောက်ွယ်နိုင်ဘူးကျွန်တော်တို့ညံမကောင်းတဲ့အခါကျွန်တော်တို့စီးပွားပြက်လာတဲ့အခါကျွန်တော်ဘာမှမကောက်လို့မရဘူးကျွန်တော်တို့ဒီလိုနည်းနဲ့ခစ်တဲ့ကဘာကြီးမှာနိုင်ငံတွေကိုဝင်စီးတာပဲကြောက်စရာကောင်းလိုက်တာနော်တချင်းကတောက်ဆိုထားတာပဲဗျပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာဝယ်မဲ့သူတွေဘုရားအမွေးနှင့်မှုချင်းမြန်လို့တဲ့လေဒါတို့ပြေဒါတို့မြေကျွေးကြော်တန်းကြီးညီဟိခိုင်မှာအတန်းတော့ကျဲတယ်ပြောချင်တာဆက်မဆိုချင်လို့ကျွန်တော်မိဖုရားစီတော့မောင်နေမယ်တွေဘယ်ပုံပဲနီးနေကာဝဲကဲမြန်မာဆိုးနေကျွန်တော်ကြာမကြောက်လို့ကျွန်တော်ကနိုင်လားလူတွေနှလုံးသားတွေရောကနိုင်လားဗိုက်တွေရောကနိုင်လားမိမတွေကျွန်တော်ဟာလိုက်နေတောင်ရောကနိုင်လားမြစ်ရောကနိုင်လားစာကျုံးနဲ့လာနေတာလက်မှတ်ထိုးပြီးလုပ်နေတာဒီတောင်ဖြိုးမယ်ဘယ်တော့ပြရမှာလဲကြီးနေထိုးမလို့ထိုးမကနိုင်လို့တကယ်တော့တနတ်တွေပဲကျွန်တော်တို့တန်တမန်နီးလန်းနေတဲ့နိုင်ငံတကာပြည်ရည်တွေနဲ့IR တွေနဲ့ international relationship တွေနဲ့စာချုပ်စာတမ်းတွေနဲ့လက်မှတ်တွေနဲ့ပတ်စံတွေနဲ့လုပ်နေတာမလားဆရာမတို့ဒီထိုက်ကြည့်နေတာပဲကျွန်တော်တို့မင်းတို့မြစ်ကိုဝယ်ထားပြီးသားလက်မှတ်ထိုးထားတာမင်းတို့တွေငါလို့မှာဒီတောင်ကငါတို့ကနီကယ်ထုတ်မှာဒီတောင်နီကယ်ဒီတောင်ကြီးနီဒီကောင်းရွှေထုတ်မှာဒီနေရာဒီဘက်ကရလက်စစ်ဒီတောင်ကငါတို့ဝယ်ထားပြီးသားဒီတစ်တင်ငါတို့ဝယ်ထားတာငါတို့ခုံးမှာဒီကျွဲနွားတွေကငါတို့မွေးထားတာမင်းတို့လူတွေပတ်စံပေးပြီးတော့စာချုပ်ခိုင်းတာတို့လာတဲမှာကြီးလိုက်ရင်နောက်ဆုံးဗမာမတွေရဲ့ဘိုက်ကစားငှားပြီးတော့မူဆယ်ဘက်မှာစာဝတ်တွေလိုက်ကတ်ထားလို့သူတို့လင်းနဲ့များနဲ့ညာကိုယ်မဆောင်ချင်ဘူးအလုပ်လုပ်နေလို့မအားလို့ဒီကပိုက်ထက်လာထည့်ထားမယ်ဒီကယူထရက်ဆဲကိုတိန်နဲ့ထည့်မယ်ကိုကကိုလာဆောင်ပြီးတိန်90လောက်ပေါက်တယ်ခလေးကိုကိုမဆောင်တာတိန်90ဆိုတော့10လလောက်ဆောင်ရတယ်တစ်လ9သိန်းအင်းဟာကြီးအသဘောကျနေသေးတယ်ကိုမစိုးဘူးကြိုက်သားပဲတဲ့9သိန်းကြတော့တယ်မဲစဉ်းစားနေသေးတယ်ကိုဘိုက်ကိုငှားပြီးခလေးထည့်ပြီးမွေးမှယူသွားမှဥဝဲဆိုဖတ်တာကိုသူ့သားသူ့သမီးသွားမှကိုဒီတိုင်းကြံခဲ့ဆေးတွေစားပြီးတော့ဘုတ်တုတ်ကြီးပေါ့သမီးတို့သားတို့ပညာတတ်တည်ဖြစ်လို့တက်ကတူဆရာတယောက်ဖြစ်တဲ့မောင်သားချူကြီးကသေချာပြောပြနေသမီးတို့ကားနိုင်လားဓာတ်နဲ့စောင့်လို့လုံးမထင်သလားတနတ်နဲ့စောင့်လို့လုံးမထင်သလားလူတွေဉာဏ်ပညာနဲပြီးတော့ခံစားချက်တွေပြက်လာပြီဆိုရင်တို့အကာအကွယ်မဲ့ပြီအဆိုးဆုံးကတော့လူတွေနှလုံးသားတွေပြက်သွားတာလေမြေကြီးတွေပြက်တာထားပါတော့
တောင်းနေပြတ်တာထားပါတော့မြစ်တွေပြတ်တာထားပါတော့လူတွေရဲ့နှလုံးသားတွေပါပြတ်လာတယ်ညီမညိုကြီးတော့ဟိုနေ့ကလက်ဖက်ဆိုင်ထိုင်နေမနေ့ကတော့ပြောနေသေးတယ်သူပြောတဲ့စကားကျွန်တော်ကြိုက်ကြက်သိမ်းအောင်ထားတယ်ဆရာချိုရေးတဲ့ခုခေတ်လူငယ်တွေကကြောက်ဆရာကြီးပဲဗျာဒီနေ့ကြိုက်တယ်နောက်နေ့တဲကိုကန်ချိန်နေဗျာဘယ်လိုကြတပည့်သားနှစ်ယောက်ဒီနေ့ကြိုက်တယ်နောက်နေ့၄-၅ရက်ကျတော့တဲကိုကန်ချိန်နေကျွန်တော်ပြောမယ်ဆရာတဲ့တကယ်တန်ဖိုးထားပြီးတော့တကယ်မေတ္တာစိတ်မေတ္တာမှန်နဲ့ချစ်ပြီးစောင့်ရှောက်တဲ့ယောက်ျားဘယ်တော့မှမချိန်ဘူးဆရာချင်းတော့တာမှန်ပဲသူကတိတ်ဆန်တာပဲသူတွေ့တာဆန္ဒရဒီမလို့ကြိုက်တယ်ဒါတော့ပဲဆရာဦးတတ်သူဆရာသူမနေ့ကပြောနေတယ်ကလေးတွေရှင်းပါကလေးလက်ခံတယ်တကယ်မျက်နှိုးပြီးတကယ်ချစ်ပြီးဆိုဆရာနော်တဲ့မထိရဘူးဆရာကျွန်တော်တို့တဲ့ဘယ်တော့မှမလို့ဆရာခေါ်ဘူးဆရာအခုလူတွေတိုက်ပြည်ကနည်းနည်းပါးပါအကာအကွယ်မဲ့ပြီးပြတ်သွားတာမြေတွေရေတွေမကပါဘူးဆရာတဲ့လူတွေရဲ့နှလုံးသားတွေနဲ့ဘဝတွေပါဆရာအကာအကွယ်မဲ့လာတယ်နော်မောင်သားချိုးငငယ်တော့မှတချင်းနေရစနော်ကျွန်တော်ခက်ကနော်နုညံ့နေနော်မလီမိမတယောက်ကိုကြိုက်တာဗျနှခမ်းကိုထိုင်ကြည့်တာ၄နှစ်ကြာတယ်လေကဲနှခမ်းကြည့်အဲ့ဒီနှခမ်းကြီးကစွတ်တူတူကြီးဖြစ်နေလို့ရီပါတော့ဆိုပြီးတော့တချင်းလို့ဆိုတယ်ကျွန်တော်တို့ခက်ကကိုတက်နိုင်ကိုသိတော့တယ်ခလေးတွေမသိတော့ဘူးတို့ခက်ကတချင်းနဲ့နုညံ့နေနော်ကောင်မလေးကခက်တီတီဆွဆွေးနေတဲ့ထင်ပါလေနှင်းစီလေးနဲ့နှိုင်းနေနှခမ်းလေးကရဲနေတော့အမြဲတမ်းငုံပြီးဖူးနေတယ်တဲ့နှင်းစီကမပွင့်ဘူးတဲ့သွားမပေါ်ဘူးတဲ့ကဲပြုံးပါတော့လားတဲ့ဘယ်သူဆိုတာလဲကိုစောငိမ့်နောက်ဘယ်သူဆိုသေးလဲမောင်ညွန့်နောက်ဘယ်သူဆိုသေးလဲလွမ်းမိုးနောက်ဘယ်သူဆိုသေးလဲမန်းလေးသိန်းစောနောက်ဘယ်သူဆိုသေးလဲလူလဲဆိုတယ်ချစ်ပြုံးနှင်းစီလေဖြူပြလဲစာသားတွေကောင်းတယ်နော်ဖြူပြလဲမူရသွဲနွယ်ချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်ထားတွေရဲ့မမနာတွေမန်ကြီးတယ်ကောင်မလေးကပြန်တက်တယ်လှုပ်ချိုးတယ်ပေါ့ပတ်သက်ရှိတယ်ပေါ့ဖြူပြလဲမူရသွဲနွယ်ချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်ထားတွေရဲ့အညိုကြီးနဲ့စိမ့်ရလေသလားကွယ်ချစ်နှင်းစီငုံလေးရဲ့နှုတ်ခမ်းတော်ဆူလွန်းလေမလေးနှခိုင်းဆူတာကိုတရှင်းလို့ဆိုနေတာဖြူပြလဲမူရသွဲနွယ်ချစ်တဲ့သူခင်ရဲ့မန်ညိုမြတ်ထားတွေရဲ့အညိုကြီးနဲ့စိမ့်ရလေသလားကွယ်ချစ်နှင်းစီငုံလေးရဲ့နှုတ်ခမ်းတော်ဆူလွန်းလေနေ့စဉ်စောင့်ပါလို့ရဲ့မျောပေးမဲ့ကွယ်နေ့တိုင်းစောင့်နေရတာဘယ်နေ့ကြီးမှလဲပေါ့မုံညာတဲ့သူအပေါက်ဝါမှာတိတယ်မောင်မချွတ်ကြိုက်နေတဲ့ကောင်လမ်းတွေကွာပြုံးပြတယ်သူပြတော့ကိုလည်းတွေ့ရောမလွယ်ပါလားကင်ကြီးမှာတွေ့တယ်ကိုကဒီဘက်ကစပွဲသူကဟိုဘက်ကစပွဲကိုကလည်းလက်ဖက်ရည်တောင်းနေတာသူကလည်းအေးတောင်းနေတာကိုကချစ်တယ်လူဆိုတော့ဒုထောက်ရတာပေါ့ကျွတ်ပေးရတာပေါ့ဘဝကိုအရှုံးပေးရတာပေါ့ကိုလည်းတွေ့ရသူကဒီလိုကြီးလုံးနော်မိမလေးများညနိုးတယ်နော်ချစ်စရာကောင်းလိုက်တဲ့ယောက်ျားဒီလိုယောက်ျားမျိုးနဲ့ကိုနှမကြိုက်ပါတော့ကိုသမီးနဲ့ကြိုက်ပါတော့ကိုတူမနဲ့ကြိုက်ပါတော့ချစ်သူတိတ်တရလေနေ့စဉ်စောင့်ပါလို့ရဲ့မျောပြီးမဲ့ကွယ်ပွင့်နိုင်ခဲ့ပါပြီတဲ့ပြုံးခဲ့လိုက်တာတဲ့နှခမ်းနှင်းစီရလဲပြုံးခဲ့လိုက်တာတဲ့ပွင့်ခဲ့လိုက်တာတဲ့နေ့စဉ်စောင့်ပါလို့ရဲ့မျောပြီးမဲ့ကွယ်ပွင့်နိုင်ခဲ့ပါပြီတဲ့တဏ္ဍာလေရဲ့အနီအောင်လေးတဏ္ဍာဆိုတာတဏ္ဍာလေရဲ့ဘယ်ခါချစ်ပြုံးမာလာကိုကွယ်ခုဆိုဖို့မြန်မောင်နှမ်းသာမယ်ချစ်ပြုံးနှင်းစီတဝင်းကိုမျောကတလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလေကွယ်ဘယ်နဲ့ရီမာလဲတဲ့အဲ့နှင်းစီကဖိုးနေတယ်ဘယ်တော့ပွင့်မာလဲတဲ့ဘယ်တော့ပြုံးမာလဲခင်ဗျားတဲ့တခါမှလည်းကြုံရီမပြောက်ဘူးတဲ့ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလေကွယ်တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်မာနလျှော့ပါမိမလေးတွေတဘာဝကိုသိပါတယ်တဲ့မိမဆိုတာမာနတော့ရှိရမှာပေါ့ဟေးလာပါတော့မနေရဘူးလေသို့တော့မင်းကတင်းလို့နေကွာတဲ့နည်းနည်းလေးပြုံးပါလားမိမကောင်းနေရဲ့ပြုံးချင်းမျိုးနဲ့မိမကောင်းနေပြုံးတာဘယ်လိုပြုံးလဲသိလားသွားမပေါ်ရဘူးပါဇက်မပြေးရဘူးအတန်မထွက်ရဘူးရီတာဘယ်နှမျိုးရှိလဲတပည့်တို့သားတို့ညီတို့စာပါဖက်လားရီချင်းဘယ်နှမျိုးရှိလဲမိမတွေရီချင်းက6မျိုးရှိတယ်ဆိုတာကြားဘူးလားမိမမြက်တွေရီတာ2မျိုးအလဲလက်မိမတွေရီတာ1မျိုးခက်ပြက်ပြက်မိမတွေရီတာ1မျိုးတဲ့6မျိုးရှိတယ်ပြောတာပဲမောင်သားချိုတယ်လီဖုန်းလေးပါနေတော့စိတ်ထဲဝင်စားလာတယ်နည်းနည်းလေးရှာလိုက်ဦးမယ်နော်သူတေသနာတရုပ်ပြအပြီးတန်ဤပုတ်ထည့်ထားတယ်ဖုန်းကြီးရေးတဲ့စာအုပ်စာအုပ်ဆိုင်မှာဝင်ရင်2500ပေးရမယ်စောင်းနာမည်ကသူတေသနာတရုပ်ပြအပြီးတန်ရေချင်း6ပါလို့ကျွန်တော်ရက်လေတွေတွေ့လားဘာမှလို့ရက်လေလားရေချင်း6ပါလာစမ်းဟဲ့ရေချင်း6ပါပေါ်လာပြီ6အောက်ကစရည်မယ်မိမရုပ်တည်းရည်ရင်းနဲ့နံပါတ်6အတိဟတိတရည်ချင်းကိုလက်ခြေများကိုပြင်ချမ်းမြေရည်ချင်းနဲ့မလဲမတမအဲ့ဒါအနှိမ့်ဆုံးမိန်းနာတဲ့ရည်ချင်းမုံရွာကလူတွေစာအုပ်ဖတ်ဖို့ညွှန်းနေတာနော်
စောက်ဆိုင်ရှိရင်ဝဲပါတုတ်တေတနာတရုတ်ပြအဘိဓမ္မာလို့ခေါ်ပါတယ်စောက်ဝဲမှာပြင်းရင်မောင်းသားချိုးသီးလာပြောဇက်ပြလေးနဲ့စောက်ကိုကုထက်ထားလိုက်ပေါ့နံပါတ်6ကိုလှုပ်ရမ်းရည်တာတဲ့နံပါတ်5အယုတ်ထဲမှာသူကနည်းနည်းတက်တာပေါ့အပဟတိတမျက်ရည်ထွက်အောင်ရည်ရင်းနဲ့ဆရာလည်းဘာမှမသိဘူးသွားလူနောက်ကြီးသွားမယ်အဲ့ဒီနှမျိုးကရုပ်တယ်တဲ့အပေါ်ပြန်တက်လာတယ်အလတ်စားနံပါတ်4ဥပဟတိတပခုံးဥပေါင်းလေးများကိုလှုပ်ရည်ရင်းနဲ့ဆရာလည်းတကယ်ပဲသွားခါလူနောက်ကြီးအလတ်စားနံပါတ်3မိုက်တယ်နော်နံပါတ်3ဝိဟတိတအတန်ညင်းညင်းတာတာထွက်ရည်ချင်းအတန်ထွက်လာပြီသူကတော့ဆရာကြီးတက်နိုင်ဘူးရိုက်နောက်တာပဲဒါပေါ့အလတ်စားလာပြီအမျက်ဆုံးမိမအမြင့်နဲ့ဆုံးမိမတွေကြီးတာနှစ်ခုရှိတယ်နှစ်ခုမှဒုတိယဗါတယ်လေဟတိတသွားနေငယ်ပေါ်ယုံညရည်ချင်းနဲ့သူကအတန်မထွက်ဘူးလမ်းမှာတွေ့တယ်ဆိုရင်သွားလေးပဲပေါ်လာဆရာမလေးလက်ကျင်နော်အေးကြမှန်ရှင်းမှာ6ပြောလို့ကြည့်နော်အမလေးလုံးကြလုံးအမျိုးတော့လုံးကြည့်ရမှာလုံးကြည့်ရမှာမျက်ရည်ဖျောင်းကြီးအကိုလေးကိုလှုပ်အတန်ထွက်ဒါ၄ခုရှိသွားပြီငါသွားပဲပေါ်မှာတော့လေးပဲလမ်းမှာတွေ့တယ်ဆရာဦးတနိုင်ဦးနဲ့တွေ့ပြီကျွန်တော်မိမထားပါတော့ဒါတော့ပဲအတန်မထွက်ဘူးအမျက်ဆုံးမိမမိုက်တယ်နော်အမျက်ဆုံးမိမနံပါတ်1လာပြီးတွေ့တယ်ဗါတယ်လေသွားမပေါ်ရတယ်ဗဇက်မဟရတယ်အတန်လုံးဝမထွက်ရတယ်စိတ်ကနေများလိုက်တာအဲ့ဒီမိမမြတ်တယ်ဘာနဲ့ရီမာတော့နဲ့မျက်လုံးဖြင့်ရီရင်းတယ်ဟာအဲ့ဒါတော့တဘာမှရမှာနော်မျက်လုံးနဲ့ပဲရီရမှာလေဗျာရီတတ်လားဆင်မတို့သွားမပေါ်ရဘူးဗဇက်လည်းမလှုပ်ရဘူးဆွဲချင်းလေးနဲ့ကိုယ်ငန်းနေတဲ့ကောင်နဲ့လမ်းမှာတွေ့ပြီကိုမာနတင်းနေသူနောက်ဆုတ်သွားမှကြောက်ရသေးတယ်သူ့လေလမ်းလေးလည်းဖွင့်ထားခြင်းသေးတယ်မျက်လုံးလေးနဲ့ရဲလေးပြုံးပြမိတယ်ဆွဲလေးနဲ့ကျူလေးဖိုင်းအရန်ခက်တယ်နည်းနည်းခက်သွားပြီဒါကြတော့သမီးတို့သားတို့လက်ကျင်တော့အရန်ခက်သွားပြီမျက်လုံးကပြောမှန်းကြီးတို့ကောင်းလိုက်တဲ့တချင်းမုံရွာကသမီးတို့သားတို့ချစ်ပြုံးနှင်းစီဘယ်လိုကြီးခိုင်းတာလဲနံပါတ်1အဆင့်နဲ့ကြီးခိုင်းနေတာနည်းနည်းပဲလျှော့တယ်တငုံနဲ့မငုံပဲမငုံနဲ့တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်တဘာဝတရားကမတားတာပဲမို့တကယ်ပြုံးလိုက်ပါတော့လားကွယ်တနာမဖက်တဲ့အလှနှင်းစီရဲ့ချစ်ပြုံးနှင်းစီတဝင်းကိုမျောကတလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရသည်ဝဲမာလာရဲ့မလေးဆိုရင်သမီးတို့ကျွေးတယ်နော်ညွညံ့လိုက်တာမောင်သားချိုတို့ဒေါက်တာတက်နိုင်ဦးတို့ငယ်ငယ်တုန်းကယောက်ျားမိန်းမတွေရဲ့ချစ်ချင်းမြတ်တာတရားတွေကညွညံ့လိုက်တာအခုဟောမြေကြီးတွေပြတ်တယ်လို့တစ်ပင်တွေပြတ်တယ်လို့ကျွဲတွေနွားတွေပြတ်တယ်လို့ဖရဲကင်းတွေပြတ်တယ်လို့ငါပြောကင်းတွေပြတ်တယ်လို့တောင်တွေပြိုတယ်လို့မြစ်တွေခမ်းတယ်လို့ငါတို့နှလုံးသားတွေအကုန်ပြတ်သွားပြီဒီနေ့တွေ့တက်ကောင်ခေါ်ချစ်သူတယောက်ပွဲဓာတ်နဲ့ထိုးတတ်တယ်မိုက်တယ်နော်မိုက်နောက်ရည်သားထားတယ်ငရဲပြီးနဲ့ပက်တယ်မျက်နှာကိုဟာညီလေးတို့မင်းတို့ဘာလေးလဲအမေးမေးဒီလူငယ်တွေကိုချစ်သူကနောက်လူငယ်တွဲတယ်လမ်းဆော့ပြီးဓာတ်နဲ့ထိုးတတ်တယ်ဒီခကြီးတို့ပြတ်သွားတာမြေပဲပြတ်တာလားငါထင်းနေတာငါတောင်တွေပြိုတယ်မြစ်တွေခမ်းတယ်တောတွေပြုံးတယ်အသေးနှံတွေပြတ်တယ်ထင်ပြီးတော့လူတွေကောင်းမထင်နေတာဟာယောက်ျားမိန်းမချစ်တာပါပြတ်ပြီရန်ကုန်ရွှေလိုဘုရားချီရင်မှာကောင်မလေးကတင်ငန်းချုပ်တယ်ကောင်လေးနဲ့ကွဲသွားတယ်ဆိုင်ထဲဝင်ပြီးကက်ကြီးနဲ့ထိုးတတ်တယ်လေဒီသားမှာပါတယ်လေတောင်တမန်အင်းမှာယောက်ျားလေးကဆိုင်ကနေလာတယ်နောက်ကြီးသားနဲ့တွဲလို့ကောင်မလေးကစောင့်နေတာဒါနဲ့ထိုးသေးတယ်လေလမ်းမှာစောင့်နေအက်ဆစ်နဲ့ပက်တယ်ဒီမျက်နှာကိုဟာကျွန်တော်လေးဒရင်းဖိုင်းတန်းနဲ့ဟာငါတို့လူဖွဲ့စည်းကိုငါတို့မကာကွယ်နိုင်တော့ဘူးငါတို့ကတောတွေတောင်တွေမြစ်တွေပဲမကောက်ွယ်နေလို့ရှိနေတာလူတွေရဲ့ခံစားချက်တွေကျွန်တော်ကောင်းလို့မရဘူးကျွန်တော်တို့ရိုက်သွားတာလားကျွန်တော်တို့ပြီးတော့မောင်သားချိုးငယ်ကြီးကညှဉ်းညလိုက်တာလို့နှကန်းလေးကမပြုံးလို့စွတူတူလောက်တာတော့တချင်းလို့ဆိုတယ်ကျွန်တော်တို့ထိုင်ကြည့်နေတာကြမ်းဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလဲကွယ်တငုံနဲ့မငုံပဲနည်းနည်းလေးလျှော့စီခြင်းပါတယ်တဘာဝတရားကမတားတာပဲမို့တကယ်ပြုံးလိုက်ပါတော့လားကွယ်တနာမဖက်တဲ့အလှနှင်းစီရဲ့ချစ်ပြုံးနှင်းစီတဝင်းကိုမျောကတလင်းလင်းကြိုတင်မှန်းစာရွယ်ဘယ်ရာဒီဝဲမာလာရဲ့ပွင့်မာလဲကွယ်တငုံနဲ့မငုံပဲနည်းနည်းတော့လျှော့စီခြင်းပါတယ်ကြီးလိုက်တယ်ကျွန်တော်တို့မောင်သားချိုးလို့ခက်ကလူငယ်တွေဒီတိုင်းကြီးခဲ့ကြတယ်ကျွန်တော်တို့လက်ရဲစရဲမရှိကြဘူးစောင့်ရှောက်တယ်ကိုချစ်တဲ့ဟာကိုမြန်တို့တော့စောင့်ရှောက်တယ်ကျွန်တော်တို့မောင်သားချိုးတက်တော်မှာတော့ချစ်သူတယောက်ကို20ကျော်တယ်ထိုင်ကြည့်နေတာကျွန်တော်ညီမင်းညို230ကြာတယ်ညနိုးတို့ထိုင်ကြည့်လက်နဲ့တော့မထိဘူးကျွန်တော်တို့စကနာထူးတယ်ကျွန်တော်တို့ချစ်သူတွေကတွားရီခဲတော့ကြီးတဲ့
ပြဿနာဒီကတော့ကြီးနော်အခုကြတော့တကယ်လို့သားတို့မျက်နှိုးတဲ့စိတ်တွေပါတို့တွေပြက်ပြီလားဂျပန်နိုင်ငံတော့ကျွန်တော်ကြိုက်တယ်နော်ကျွန်တော်နိုင်ကြည့်ပြောနေတာကကျွန်တော်တနာကြီးပြည့်ဖို့9မိနစ်လို့သေးတယ်ဂျပန်နိုင်ငံတော့ကြိုက်တယ်ဗျကျွန်တော်ချယ်ရီပန်းတွေပွင့်တော့ဂျပန်ရောက်သွားတော့လေတကယ်လို့ပြောလိုက်မယ်ပြောပြီးသားနော်မောင်တာချိုကြီးစာပေဟောပြောပွဲဂျပန်သွားတော့လေကြိုမြို့2ယောက်သေးနေဝင်းမြင့်နဲ့ည10နာရီခွဲလေရင်ရန်ကုန်လေစိတ်လေမြန်ဘယ်မှမစင်းဘူးနော်ဘယ်မှမစင်းဘူးဒါလိုက်ပတ်စံဈေးကြီးတယ်မောင်တာချိုတို့ကိုဂျပန်ကအဲ့လိုခေါ်တယ်လမ်းမှာမစင်းတဲ့ဆရာတွေပြင်ပန်းနေတယ်စင်ကာပူဆင်းရင်ပြင်ပန်းနေဘန်ကောက်ကိုဆင်းပြန်တက်ပြင်ပန်းနေဥတာချိုဒါလိုက်စီးခဲ့ကြိုကစောင့်နေမယ်နရီတာလေစိတ်ည10နာရီခွဲမနေ့မိုးလင်း9နာရီကိုဆင်းပြီဟာနင်းနေနဲ့ snow country မိုက်တိုက်ဆိုင်ပါပဲချယ်ရီပန်းတွေပွင့်တဲ့ရက်မှာရောက်သွားတာဗျာကျွန်တော်ညအိတ်တော့နှစ်ညလဲလွန်ဟောဟိုတယ်မှာအိတ်နေတာရေတွေခဲနေတဲ့ညကြီးမပြောနဲ့တော့ကြာမကြောက်လို့ရေတော့အားခဲတာပေါ့လမ်းပေါ်မှာရေခဲလုံးနေဗျာကဲစဉ်းစားကြည့်လိုက်ကားလမ်းဘေးမှာရေခဲလုံးကြီးတွေပေ90တော့ပြင်းနေကားအိတ်ရသွားနေတာစဉ်းစားကြည့်တော့လားနေ့က12နာရီနေထွက်လာပြီမပြောဘူးကဲသဘောပေါက်တော့လားနေ့ကင်းဘက်မှာမပြောဘူးအဲ့ဒီတိုင်းပဲအတုံးလိုက်ကြီး3-4-5လအတုံးကြီးမပြောဘူးအဲ့ဒါသွားကန်ကြီးမားတယ်ရှာတယ်ကြောက်တုံးလို့ပဲအဲ့မှနေရတယ်ကျွန်တော်တို့တညသားဝယုံသုံးကလူတွေပြေးကြတော့လာနှိုးတယ်ဆရာချိုထရှန်နေဝင်းမြင့်ထအရေးကြီးလို့ထပါဘာလဲမီးလောင်လာလားဟိုတယ်ဘောလှမ်းကြည့်ဟာလူတွေလမ်းမှာပြေးနေကြတာဝရောနဲ့ဂျပန်တွေပြေးနေကြတာဘာဖြစ်လဲကွာအိုးလိုက်ကြည့်နေနော်ဆရာချိုလာခဲ့ဆင်းလာခဲ့ဘာဖြစ်လဲဟာဆရာချက်ဒီပန်းပွင့်လို့တယ်ဟာမင်းရတယ်မင်းကလောင်နာလားလို့ချက်ဒီပန်းတွေပွင့်လို့ပြေးကြဟာပြေးလိုက်တာတမိုင်ခွဲလောက်လဲပြေးပြီးရောတိုမြို့လေကောင်ကဈေးနာရောက်တော့ပထမဦးဆုံးချယ်ရီပင်စပွင့်နေကျွန်တော်ရန်ကုန်အိမ်မှာကင်မရာတစ်လုံးရှိတယ်အပြာလေးဂျပန်ကလက်ဆောင်ပေးတာနှလုံးပေးလိုက်တယ်ကျွန်တော်ဂျပန်တတိယလိုက်တာဆရာဦးတာချွေကြီးတဲ့ဆရာတို့ဆင်းလိုက်တာဗျာတဲ့နှလုံးယူသွားတယ်ကျွန်တော်အပြာတစ်လုံးပန်းအောင်တစ်လုံးကျွန်တော်ပန်းအပြာလေးကင်တာအဲ့ဒီကင်မရာနဲ့စိုက်တာအဲ့ဒီအပင်ပဲဂျပန်နိုင်ငံမှာပထမဦးဆုံးပွင့်တဲ့ချယ်ရီပင်အဲ့နှစ်က2014မှတ်မိတယ်မတ်လ31ရက်နေ့ကျွန်တော်ရောက်နေတာပဲကဲမင်းကိုနိုင်ပေးတဲ့အေးကြီးနဲ့ကျွန်တော်ကအဲ့ဒီအမေကြီးအိမ်မှာရှိတယ်ပြန်မပေးဘူးကျွန်တော်ကိုမင်းကိုနိုင်ကအပိုင်ယူလိုက်တယ်ကဲအားကြီးနဲ့ဟာမိုက်တယ်ကွာဓာတ်ပုံတွေရိုက်နိုင်ဝဲလောက်ကြတော့တီနဲ့လူတွေပါတွေတေတာကြနေတာပဲ ambulance စီလာတာဟာဝင်ကြီးတွေရောပါတွေရောက်ချလာတာရှင်သူအားပေးတို့ဓာတ်ပုံလာရိုက်တာတစ်ပင်ကိုမိရစလာထိုးထားတာရုပ်ရှင်ရိုက်တယ်လို့ပဲဒီချယ်ရီပင်ကိုစလောင်းနေနဲ့မိထိုးထားတာဟာနောက်နေမနဲ့လဲမွန်လင်းရောဂျပန်သတင်းစာတွေမှာပါလာတဲ့အဖုံးမှာအဲ့အပင်ကြီးနဲ့အောက်ကပြည်သူလူထုအများကြီးနဲ့သတင်းကဗာရေးထားတယ်ထင်လေ2014ခုနှစ်မတ်လ31ရက်နေ့ကိုဂျပန်နိုင်ငံတော်တွင်ပထမဦးဆုံးချယ်ရီပန်းများစတင်ပွင့်ခြင်းနေ့ဖြစ်သတ်မှတ်လိုက်သည်ယနေ့မှစ၍နောက်3ရက်အတွင်းအမျိုးသားပန်းများပွင့်သောရာသီအဖြစ်သတ်မှတ်သည်ဂျပန်နိုင်ငံတော်မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီ၏အတည်ပြုထောက်ခံချက်အရအဲ့ဒါပါတယ်အဲ့ဒီစကားအရေးကြီးဆုံးပဲဂျပန်နိုင်ငံတော်မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီ၏အတည်ပြုထောက်ခံချက်အရအမျိုးသားပန်းများပွင့်သောရာသီစကြောင်းအစိုးရအဖွဲ့ကြီးများသည်ဂျပန်အမျိုးသားအမျိုးသမီးအားလုံးချယ်ရီပင်များအောက်သို့ရောက်ရှိလာရန်ဂျပန်နိုင်ငံတော်အစိုးရရုံးကအထူးတိုက်တွန်းနှိုးဆော်သည်ပုံရှင်ဆိုအားပေးအခုလူကြီးပဲသူဂျာမနားပါသေးတယ်နော်အခုမှပြန်ဖြစ်နေတာဝင်းကြီးရုပ်ဟာမိုက်နောက်နေရစပြီးဂျပန်ရောက်ဘောင်းသားချိုးလို့စာပေဟောပြောပွဲကတပွဲဟောတာတူတူမှာရက်တရပိုးနေတာတလား2နာရီရှောက်နေကြတာညတိုင်းသွားတာဗမာနိုင်ငံမှာတရင်ကျို့ပွဲတော်အတိုင်းပါပဲတကြံပွဲတော်အတိုင်းပါပဲအိမ်ရှိလူကုန်အကုန်ရုံနေဈေးတွေပိတ်အကုန်ထွက်ချမ်းသာတဲ့နိုင်ငံအနှွေးအိတ်တွေနဲ့ခေါင်းစွပ်တွေနဲ့လက်စွပ်တွေနဲ့နှင်းကာတွေနဲ့ဆွဲကြီးတွေနဲ့ဂျပန်အရက်စာကေးတွေနဲ့ခောက်ဆွဲပူးတွေနဲ့အဖေအမေညီမလေးတွေအကိုအားလုံးနဲ့ဆိုင်တဲ့ပွဲတော်ကြီးပန်းပွဲတော်ကျင်းပါတယ်ဟနာမိ HANA ဟနာပန်းဂျပန်လို MI မိပွဲတော်ဟနာမိပန်းပွဲတော်အင်္ဂလိပ်ဘာသာနဲ့ Cherry ဂျပန်လိုပေါင်းတော့ SAKURA ဗမာတွေကဆာကူရာလို့ထွက်နေတာစကုရာချယ်ရီပန်းပွဲတော်ကြီးဖြာလေးတွေအင်ကလှိပ်ပြီးယူလာတယ်မျက်ဖြာလေးတွေတက်ပြောင်းမှဖြန့်တယ်စားကြတောက်ကြယောက်ျားတွေကတောက်ကြလဲကြစကားတွေပြောကြအာလူရိုက်ကြလမ်းတွေလျှောက်ကြကျွန်တော်လှလိုက်တာတခုထူးဆန်းတယ်ဗာလဲသိလားမြေသူတဦးတယောက်မှချယ်ရီပန်းကိုမခိုးဘူးမောင်သားချိုမနေနိုင်မထိုင်နိုင်ပဲနဲ့ရန်ကုန်တက်ကတူမှာဗမာသားလာတင်သွားတဲ့တပည့်တွေကိုတွေ့တော့နေရတယ်ကျွန်တော်ရန်ကုန်တက်တူမှာနေတော့ကျွန်တော်ဗမာသားတင်တာနိုင်ငံခြားသားကိုကျွန်တော်တင်တာဗျကိုရီးယားတွေနဲ့ကျွန်တော်ပုတ်ခင်တာပေါ့နော်ကျွန်တော်ကိုရီးယားစကားနဲ့ရတယ်ကာနာဒါဘာစာဟာထာခါထာဖာဟာမရတယ်ခိုင်းခေါက်ပေးကျွန်တော်ဘောကြီးရတယ်ကျွန်တော်ဖေအော်မောနီမေမေနာမှုတစ်ပင်ဟဆင့်ကျောင်းသူရိုးစုပမောက္ခအဲ့ကြကလထိုင်အညာကြီးကဆေယောအညာကြီးကဆေယောဂန်စာဟာမီရာဂျွန်စွန်ဟာမီရာကျွန်တော်ကိုရီးယားပို့ရတာပေါ့ဂျပန်နဲ့ပဲရတယ်ကျွန်တော်ကမိုက်ဟာ
ရန်ကုန်တက္ကသိုလ်မှာဗမာမောင်သားချိုတင်ဘူးတာဂျပန်တင်တယ်ကိုရီးယားကိုတင်တယ်ဂျာမန်ကိုတင်တယ်ကျွန်တော်တရုတ်ကိုတင်တယ်ကဲသူတို့ကစာလေးနည်းနည်းပြန်တင်တော့နည်းနည်းပါကြော်ရတယ်မေးကြည့်တယ်ခင်ဗျားတို့အဲ့ဒါဘာလုပ်တာတော့ဆရာကြီးပန်းပွဲတော်ကျင်းပနေတာအေးကျွန်တော်မေးချင်တယ်တခုရှိတယ်ဂျပန်နိုင်ငံမှာအဲ့ဒီပန်းကိုကောင်မလေးတွေပန်းသလားကျွန်တော်မေးကုန်အဲ့ဒါပဲလူရင်းပြောမယ် no တဲ့ရောက်မှာမပန်းဖယားပန်းကိုထိုးလားဖယားပန်းကို no ဘယ်မှမထိုးစပွဲပေါ်မှာထိုးလားဆိုတော့စပွဲပေါ်မှာအလှ no ဈေးမှာရောင်းသလား no ဆရာဂျပန်တနိုင်ငံလုံးတိုကျိုရောတောရွာလေးတွေရောလယ်သမားသားသမီးရောမုတ်ဆိုးမကလေးရောစာမတက်တဲ့ကောင်ရောတက်သူကဆရာမဟုတ်ပါအကုန်လုံးတစ်ခက်မှမချိုးဆရာဟုတ်တယ်အလှကြည့်တာညံ့နိုးတဲ့တန်ဖိုးခေါ်မှာပေါ့ sentimental value SENTIMENTAL sentimental ညံ့နိုးတာဘာမှလုံးမရတော့ကြိုက်နေတာ sentimental value ဘာမှလုံးမရတော့ကြိုက်နေတန်ဖိုးချစ်သူဓာတ်ပုံလေးကိုညံ့နိုးနေတာမျိုးပေါ့အောက်ဆန်းဓာတ်ပုံကိုကြိုက်တယ်လို့မျိုးပေါ့ဂေါရမမြတ်စွာဘုရားကိုကြောတာမျိုးပေါ့အမေဓာတ်ပုံလေးကိုမထိနဲ့မိပွင့်သွားမယ်ဒါမျိုးပေါ့ကြက်ကြော်ကိုထားတဲ့တန်ဖိုးကအတုံးချတန်ဖိုး use value ခေါ်တယ်စားတာအတုံးချတာရေကိုတန်ဖိုးထားတယ်ဗါလေ use value တောက်တယ်လေတယ်လီဖုန်းကိုတန်ဖိုးထားတယ်ဗါလေ hello စကားပြောတယ်လေဘီယာကိုတောက်တယ်တန်ဖိုးထားတယ်တောက်လို့ရတယ်လေသူကဖက်နှက်ကိုစီးလို့ရတယ်လေနိုင်လက်ပတ်ကြည့်ရတယ်အဲ့ဒီဝတ်လို့ရတယ်လေဒါပန်တဘိုးလေ use value တချို့အရာတွေကဘာမှလုပ်မရဘူးအမေဓာတ်ပုံဘာမှလုပ်မရဘူးမေမေတို့မိသားစုကိုဈေးတောင်ကောင်းရပြီးခက်ခက်နဲ့ဘွဲအောင်ထားတယ်မေမေခု58နဲ့ကင်ဆာနဲ့ဆုံးတာအမေရှိရင်ကောင်းမှတတိယလိုက်တာမေကိုဒီဓာတ်ပုံလေးပဲကြံခဲ့တာငါတို့မိသားစုမှာချစ်လေရတာကျွန်တော်တို့ဘာမှလုပ်မရဘူးနော်အမေပတိလေးငါမေစိတ်တယ်ပတိလေးအမေမရှိတော့ဘူးငါသိမ်းထားမှထားတော့အမေပတိလေးဟောင်းသွားပြီစင်းစင်းနဲ့သိရလားအမေဒါတတိယလို့အမေပတိလေးကိုကျွန်တော်မြင်ဘာတန်ဖိုးတွေလဲဗျ sentimental value တွေညံ့နိုးတဲ့တန်ဖိုးရန်ကုန်တက္ကသိုလ်ရှေ့ရတစ်ပုတ်ပြီးဘာလို့ရလို့လဲတေမှာကြောက်လို့နာဂိဖုန်တိုင်းမှာလူတွေပြေးလာကြတာလဲသွားပြီလားဟဲ့လုံးကြပါဦးငါတို့ပြီးချစ်တာကျွန်တော်တို့ဘွန်းနေသမီးကြီးနဲ့လေတို့ပြီးမလဲဘူးလားမလဲဘူးနော်အေးမလို့ငါတို့ကြောက်ရင်တော့နှစ်တရာပြေးတော့မလဲပါနဲ့ဒီပြီးမသေးပါနဲ့ကျွန်တော်ချစ်လိုက်ရတာလေကျွန်တော်တို့လူတွေမှာမျက်နှိုးတာတွေအများကြီးရှိပါတယ်တဲ့အဖေကိုမျက်နှိုးတယ်အမေတက်ပုံလေးမျက်နှိုးတယ်ရွာဦးကျောင်းကဖုန်းတော်ကြီးတက်ပုံလေးမျက်နှိုးတယ်ရွာထိတ်ကညောင်မကြီးလဲမှကြောက်တယ်ရေကန်ကြီးကိုမိသားစုတက်ပုံလေးအမေစိတ်တယ်ပတိလေးအဖေကင်သွားတဲ့ရေဒီယိုကြီးမလွတ်ပြည့်ရဘူးကျွန်တော်တို့မှာအချစ်သူပေးတဲ့လက်ကင်မွာလေးစသည်ဖြင့်ဘာတန်ဖို့လဲ sentimental valueခက်ညံ့ညံ့တိုင်းပြည်တွေမှာလူတွေချလာပြီဆိုရင်ညံ့နိုးတဲ့တန်ဖိုးတွေကျသွားတယ်လေအတုံးချတန်ဖိုးပဲကြိုက်တယ်ဝန်းနေဦးကျော်ကြိုက်တယ်စားလို့ရလို့ပြန်စဉ်းစားကြည့်တော့ဒီတယ်လီဖုန်းပြောလို့ကောင်းတယ်တန်ဖိုးထားတယ်ပြောလို့ရလို့အဲ့ဆိုင်ကဲကောင်းတယ်စီးလို့ကောင်းလို့အဲ့ဒီဘီယာတောက်လို့ကောင်းတယ်ကြပြာဘာလို့မှလဲသွားစမ်းပါလကအရင်မြတ်ဖက်မရဝှထုဘာလို့မှသွားစမ်းပါလကအရင်မြတ်ဖက်မရအောက်ဆန်းတက်ပုံစောက်ယူနေတာမြင်သွားမှာအရင်မြတ်ဖက်မရကျွန်တော်ပြောရိုင်းသွားရင်ခွန်းလက်ပါညံ့နိုးတဲ့တန်ဖိုးကျသွားရင်အဲ့တိုင်းပြီးသွားပြီဂျပန်လူမျိုးတွေကိုကဘာလေးစားတာဒီကောင်တွေချယ်ရီပွင့်ချိန်မှာတမျိုးသားလုံးတကောင်တလွဲအကုန်လုံးလမ်းပေါ်ရောက်နေတဲ့ညပဲဗျအကုန်လုံးဖြာတွေခင်းပြီးနင်းနေကြမှာတစ်ပြောင်မှာပျော်ပွဲစားနေတဲ့နိုင်ငံပဲဗျတပွင့်မှာမခုပဲနဲ့စားတာတောက်တာနေတယ်အရက်တွေတောက်နေတာအဲ့ပန်းခူးလို့လားဘာလို့ညတာလဲအရသာကြည့်နေကြတာဒီမှာတောက်လိုက်ကြလှလိုက်တာနှင်းနေနဲ့တို့နိုင်ငံနှင်းပွင့်တိုင်းပြည် Snow Country ဂျပန်နိုင်ငံနှင်းတိုင်းပြည်လေလှလိုက်တာချယ်ရီတွေနဲ့စကုရာဂျပန်လူမျိုးတွေခက်ရက်တည်ရတယ်ပင်လယ်ထဲမှာတည်ထားတဲ့ကျွန်းစစ်ရှုံးခဲ့တဲ့အမေရိကန်ကိုလက်မှတ်ထိုးပြီးတော့ကြောက်ပါပြီးပြောခဲ့ရတယ်တို့နိုင်ငံ45ခုဒုတိယကမ္ဘာစစ်ကြီးအပြီးမှာငရင်တွေလှုပ်ပြီးတိုက်တွေပြိုပြီးလူတွေသေပြီးငါတို့မိတောင်တွေပေါက်ပြီးလူတွေသေပြီးငါတို့ပဲငါတို့ပြန်ယုံချပြီးတထဲနိုင်ငံဖြစ်အောင်လုပ်ခဲ့ရတာလူတွေရုပ်ကန်တယ်လို့ငါတို့ရင်ညိုမှာပွင့်တဲ့ချယ်ရီပန်းလေးတွေလည်းခက်ပွင့်ရတယ်တို့အမျိုးသားနဲ့တူလိုက်တာတို့ဘယ်တော့မှမခိုးဘူးတို့ဘယ်တော့မှမပန်ဘူးတို့မနှမ်းဘူးတို့အတိုက်ပဂရိအပင်မာဒီတိုင်းလှကျင်တိုင်းလှစမ်းမြစ်3ရက်ပဲပွင့်မဲ့ပန်းပြီးရင်အကုန်ကျွေးမယ်မင်းတို့ဂျားမှာကြည့်လို့မရဘူးမင်းတို့တွေ့ဖို့နောက်ထပ်365ရက်တို့စောက်ရမယ်အဲ့တော့အခုပွင့်တဲ့3ရက်မှာတို့မခိုးဘူးအဝတ်ထိုင်ကြည့်မယ်ဆရာမတွေကကလေးတွေတင်တယ်အကုန်လုံးဂျပန်မှန်ရင်ကလေးအစဒီကောင်စိတ်တွေမိုက်တယ်နော်ရှေးချမ်းသာလိုက်တာလူတယောက်ကို2သိန်းရတဲ့နိုင်ငံပေါ့ဗကန်ဆေးတာတော့မှ2သိန်းရတဲ့နိုင်ငံပေါ့တနအီဗကန်ဆေးရန်900ရတဲ့နိုင်ငံလေးဗျာကျွန်တော်တပည့်မလေးတွေအဝေးတင်ကောင်မလေးတွေဆေးနေတာခင်ဗျာတလောက်45သိန်းနဲ့ဆေးနေတာပဲအေးတစ်ထင်းနိုင်ငံစိတ်သက်တွေကြည့်တော့လေမိုက်လိုက်တာသူတို့ချယ်ရီပန်းကိုမခုပဲနဲ့ထိုင်ကြည့်တဲ့လူမျိုးဗျာခုနချစ်သူရဲ့နှခမ်းလေးကိုကြည့်တဲ့လူတွေပဲနော်လူကမျက်နှိုးလိုက်မဖြစ်စည်းဘူးနော်အရေးကြီးလူကတကယ်ချစ်လိုက်ရင်အရေးကြီးမဖြစ်ဘူးတို့ရွာထိပ်ကညုံမင်းရှိသေးရဲ့လားတို့ရွာနောက်ကတောင်တန်းလေးရောရှိသေးရဲ့လားတို့ရွာကိုပတ်သွားတဲ့ချောင်းလေးရောကောသွားပြီလားရေတွေပဲရှိသေးလားလှေတွေပဲသွားလို့ရသေးရဲ့လားအေးခမ်းမကြောက်လို့ငါတို့ကလူတွေနော်စိတ်တွေညှဉ်းညလိုက်ကြဆရာမတို့ရဲ့တမျိုးသားလုံးပြန်ပြောချင်တာကသခင်အောင်ဆန်းကပါတော်မူပြီးနောက်ပိုင်း
တို့ကြုံဘွားလောက်အောင်လို့ဂျပန်ကလေလက်နဲ့အတူပြန်လာတဲ့လူကြီးကဂျပန်ခေတ်မှာပဲမိမယူပြီးဂျပန်ခေတ်မှာပဲစာပေဟောပြောပွဲတွေဟောခိုင်းတယ်။နောက်နာကတ်မှာတိုင်းပြည်ပြက်မယ်ဆိုတာဟာနိုင်ငံခြားတိုင်းပြည်တွေကတနက်နဲ့ဓာတ်နဲ့နှမ်းနဲ့ဝင်သိမ်းမှာမဟုတ်ဘူးနော်တဲ့။ကင်ညာနဲ့လာပြီးတော့ဖြက်မှာလေတွေကိုဖြက်မယ်ယာတွေကိုဖြက်မယ်တောင်ကိုဖြိုမယ်မြစ်ကိုဖြက်မယ်မိမတွေကကိုယ်ကာယကိုဖြက်မယ်စသည်ပေါ့အစိုးဆုံးကတော့လူတွေရဲ့နှလုံးသားတွေပြည့်ပို့ဆိုးတယ်နော်တဲ့။တိုင်းပြည်ပြည်သားတွေစိတ်ပြက်ပြက်သွားရင်အစိုးဆုံးမင်းနော်ကျွန်တော်တို့ကာကွယ်နိုင်လားဒါမေးတာမြစ်လက်မကာကွယ်နိုင်ထိုင်ကြည့်နေတောင်လက်မကာကွယ်နိုင်မင်းနဲ့ဖြစ်တဲ့လူမျိုးကိုတောလက်မကာကွယ်နိုင်ကျွဲလက်မကာကွယ်နိုင်နွားလက်မကာကွယ်နိုင်တောက်တက်လက်မကာကွယ်နိုင်ငရှင်းလက်မကာကွယ်နိုင်ကျွန်တော်အကုန်ပါနေတာဟုတ်အကုန်လုံးသေးတာဟုတ်ခေရပင်လက်မကာကွယ်နိုင်နော်လူတွေဘိုက်လက်မကာကွယ်နိုင်လူတွေတိုက်သူပြည်သားတွေရဲ့နှလုံးသားကိုကာကွယ်နိုင်လားစိတ်တွေပြတ်သွားတာအဆုံးပဲရိုင်းသွားတယ်ကြမ်းသွားတယ်သူ့မှာကိုယ်မှာသူပြောင်းနေလို့ကျွန်တော်တို့မြစ်တာတရားတွေခန်းချောက်သွားတယ်လူချင်းတန်ဖိုးထားမှုတွေမရှိသွားတယ်သူတို့ပန်းလေးကိုတရားရကျွန်တော်တို့ဘယ်ပန်းမှမရှိဘူးကျွန်တော်တို့တိတ်မရှိဘူးကျွန်တော်တို့မမြတ်ဘူးကျွန်တော်တို့ချလက်တွေစောက်ရတာလုပ်ပဲဗမာနိုင်ငံကိုရှေ့လျှောက်ကာကွယ်ဖို့ဆိုတာတနှက်နဲ့ဓာတ်နဲ့မရတော့ပါဘူးတဲ့တိုင်းသူပြည်သားတွေရဲ့နှလုံးသားနဲ့အသိနဲ့လာကာကွယ်လို့ရမှာပါတဲ့ရှေ့ဆက်ပြီးတော့ပါရမူနိုင်ငံမဖြစ်ဖို့သမီးတို့သားတို့ကျောင်းသားကျောင်းသူတွေပညာတတ်တွေမလားတို့နိုင်ငံထပ်ပြီးမပါရအောင်ကားလေးနဲ့ပြန်လာတော့ကျွန်တော်ပြောလိုက်ဦးမယ်ဗျာကျွန်တော်ဗျာစိတ်ကစကားရှင်းမှကြောက်လို့ကားလေးနဲ့ပြန်လာတော့စာရေးဆရာတယောက်ကပြောတယ်နိုင်ငံကျော်စာရေးဆရာပဲကျွန်တော်တို့ဟိုးမြကြီးနာပြန်လာတော့လမ်းဘေးဝဲရကြည်တန်းလန်းနဲ့ကိုသားချိုကြီးတဲ့ကျွန်တော်တခုပြောမယ်နော်တဲ့ကျွန်တော်တိုင်းပြည်ကခင်ဗျာစစ်တက်မလာဘဲနဲ့အသိမခံပြီလားဗျာတဲ့ကဲတော်တဲ့နိုင်အတူတကားနော်ကျွန်တော်တို့နိုင်ငံဘယ်စစ်တက်မလာမတိုက်ဖဲနဲ့ကျွန်တော်အသိခံနေပြီထင်တယ်နော်ကျွန်တော်တို့ရဲ့ကျွန်တော်ဘာမှမရှိပါလားခင်ဗျာအကုန်လုံးဗျာတဲ့နေရအနှံ့အပြားနောက်ဆုံးအိမ်မှာစားတဲ့မိသားစုထမင်းစားတဲ့မိဘကြောင့်လည်းအစားကျွန်တော်တို့အသိပိုက်ခံရတာထင်တယ်ကျွန်တော်အားလုံးဖယ်ပေးလိုက်ရတယ်ကျွန်တော်ညံမရှိတော့ဗမာအစားအစာတွေဖယ်ဗမာခြေဘက်တွေဖယ်ကိုရီးယားကင်ကြီးလားဗမာအရက်တွေဖယ်ကိုရီးယားအရက်တွေရောက်လာတယ်ဗမာမုံပဲသေးစားတွေတောကြတယ်သွားသမ်းမှာကျွန်တော်မကာကွယ်နိုင်ဘူးနော်ကိုယ်စားစားတော့မှရန်ကုန်မြို့မှာမုံလုံးရေပေါ်ပြူစားမှာလေမုံပိန်းနေစီပြူစားလို့လေမုံပိုင်းတော့ပြူစားလေဆရာမတို့မုံစိမ့်ပေါင်းကျွန်တော်တို့ညံနေတော့ကျွန်တော်တို့ရှက်တယ်လေမစားဘူးလေမကာကွယ်နိုင်ဘယ်သူကဝင်လာလဲရေလုံးနဲ့ဝင်လာမှာပေါ့ KFC ကြက်ကြော်ဝင်လာမှာပေါ့ကျွန်တော်တို့ကော်ဖီမစ်တွေဝင်လာမှာပေါ့စဉ်းစားကြည့်ဦးတော့ကျွန်တော်တို့ဘယ်သူကရေးလဲဆိုတော့ဒေါက်တာဒေါ်မြင့်မြင့်ခင်တမားတော်ကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်ဆုံးပါပြီသူ့ယောက်ျားဒေါက်တာဦးစံရွှေဘော်ဦးနေဝင်းနဲ့ပြဿနာဖြစ်တဲ့ဆရာဝန်ကြီးသားတယောက်ကြံခဲ့တယ်ဒေါက်တာမြင့်စံဒေါက်တာမြင့်မြင့်ခင်ဆိုတာစာရေးဆရာမဂျူးတို့ရဲ့ဆရာမကြီးဆရာဝန်ကြီးကမာမကြီးလို့ခေါ်တယ်ဒေါက်တာခင်မောင်ဝင်းကိုနင်းရိုက်တဲ့ဆရာမကြီးလေခင်မောင်ဝင်းနေသေးသွားမယ်တဲ့သူ့ကိုကြောက်လိုက်ရတာပညာတတ်လို့အလုပ်လုပ်တာဗမာလုပ်တာလေကုလသမဂ္ဂကလုပ်တာဆရာဝန်ဘိုးလုံးမှတ်နေတဲ့ဆရာမကြီးစောက်တော့ရေးတယ်မလားတက်ရှည်ကျမ်းမှာမြမအစားစားဝယ်ဖက်ပါလားဗမာတွေညံ့ပြင်းပေါ်မှာတော့ကျန်တာတွေအတိုက်ခိုက်ခံတာထားပါတော့တဲ့ကိုစားတဲ့အစားစားတော့မှနေရာဖယ်ဖယ်ပြီးရှုံးသွားတဲ့လူမျိုးလေမုံလို့ဘောဘာပြည့်ရှိတယ်ဆရာမကြီးကချစ်တယ်လို့ဆရာမကြီးကိုချော့ချော့ကြီးနော်ဘိုးတော့စီးကလက်ဖွာပြီးနေရာမှာပလဲပရီးနေနော်ခက်မိတယ်နေတာရွှေမဝဘူးလန်ဒန်မှာနေတာလေမုံလို့ဘောဘာပြောင်းလာရှိလို့လေကောင်းချင်းနေအဲ့ကောင်းချင်းကိုဖျဲတယ်မလားရှင်တို့လေထင်းချက်ကိုတီးတယ်မလားထင်းချက်တယ်ထင်းချက်ကိုတစ်ချက်ထိုးတယ်လေပြန်ပိတ်တယ်လေရေတွေပုတ်ပတ်ဆူတယ်လေပြစ်တယ်လေပေါ်တော့ဆယ်စားတယ်ဘာဖြစ်လဲတကယ်ကောင်းချင်းရင်ထင်းချက်ခဲတယ်ဘာကဲမိခဲ့ပါလဲစီပါလားတဲ့တို့ကျမတို့လူမျိုးအဲ့တော့ရှက်တယ်လေအဲ့တော့ဖယ်လိုက်တယ်ဟိုချားသာဝင်လာတယ်နော်ဆရာနော်ကြောက်တယ်နော်အကုတို့တက်မဲ့အစားစားကြတော့ခုံမတက်လာတွေ့လာတယ်ကိုယ်အစားစားတော့ကိုမကာကွယ်လာတဲ့ကိုရီးယားတွေကကာကွယ်တယ်ကိုရီးယားသူ့ချင်းမကိုထိခံလာတယ်ကဘာကျော်သားချင်းမကကိုရီးယားရဲ့ဆိုကျူကဘာကျော်ပဲနော်ဂျပန်စာကေရဲ့ကဘာကျော်ပဲနော်ဟာအထိမခံဘူးကဲကျွန်တော်တို့နိုင်ငံပေးလိုက်တာတောင်တွေတောတွေမြစ်တွေလူတွေအသိအိမ်တွေနှလုံးသားတွေမကောက်ဘူးကျွန်တော်တို့ကအကုန်လုံးအဆဆအရာဖယ်ပေးနောက်ဆုံးရင်းနဲ့မကာကွယ်နိုင်ရင်အကုန်လုံးဘဝခံမှာတဲ့တချင်းတွေရောဝတ္ထုတွေရောမိမတွေရောနှလုံးသားတွေရောတောတွေရောတောင်တွေရောနွားတွေရောအဆဆတွေရောအရက်တွေရောဖယ်ပေးမင်းတို့နောက်ဆုံးမင်းတို့ဖယ်ကြာရင်တို့ကတနှက်နဲ့မတိုက်ဖဲနဲ့မပြစ်ဖဲနဲ့တို့ကထပ်ပါတော့မွေးနိုင်ငံတွေမောင်တာချိုပြောတာတဏှာကြီးနဲ့15ရှိသွားပါလေ4 နာရီ15ဆိုတော့လေကျွန်တော်တက်တာပြန်ကြည့်တာတနား15ကြာသွားတယ်ရက်တင်တာပေါ့ကျွန်တော်လိုလေအတန်တွေလဲနာဝင်းဒီညတခါမုံရွာမှာရှိတဲ့ကျောင်းတဲ့ကျောင်းကခေါ်လို့ဖိတ်မနက်ဖြန်မိုးလင်းတော့လင်းမြန်လက်မှန်မရမန္တလေးပဲသွားအေးရမယ်ထင်ပါလေမနက်ဖြန်ညနေ9 နာရီလင်းနဲ့ရန်ကုန်မြို့ကိုသွားအိမ်မပြန်ပဲနဲ့ကျွန်တော်လေစိတ်ကနေကားကိုကြိုခိုင်းထားတယ်မင်းကိုနိုင်ရဲ့ကိုချင်းမီရဲ့နီလာသိန်းလို့လောက်တာမှော်ပြီးမှဆရာကြီးတဲ့လေစိတ်ကိုရောက်ရင်ဖုံးဆက်လိုက်ပါတော့တမီးတို့ရန်ကုန်လေစိတ်ကနေည9 နာရီစောင့်နေမယ်နော်တဲ့ကားကိုတလက်ချမ်းမောင်းသွားမယ်အေးရှေ့မှာဘသူဟောမှာရုပ်ရှင်မင်းသားကျော်သူတဲ့အေးကိုကျော်သူကိုထိတ်ကတင်ထားလိုက်စိတ်ရှင်တို့ဆရာနောက်ဆုံးတက်တော့တဲ့အေးရတယ်ငါ9 နာရီ10နဲ့ရောက်လာမယ်မနေ့ကညအိမ်မှာလည်းမလီယာအတန်တွေကဝင်အိမ်ညမရှိတော့တလလုံးရှောက်သွားတယ်တက်ကတူမှာစာတင်ခဲ့တဲ့ကောင်ကြီးစာရေးဆရာလှုပ်တော့လူတွေဖိတ်တော့လဲတောင်သွားမြောက်သွားပါတယ်ကျွန်တော်တက်ကတူချစ်ပါတယ်ဆရာဆရာမတွေပို့ချစ်ပါတယ်ပညာတက်တီ
ပြောင်းလဲမှာနိုင်ငံပြောင်းလဲမှာပါကဘာပေါ်မှာအစောဆုံးတက်ကတူပေါ်ခဲ့တာဘိုလိုညာ University အီတလီမှာစဆောက်တာပါဘိုလိုညာတဲ့ BOLGNA ဘိုလိုညာမြို့နယ်နဲ့ဘိုလိုညာ1388မှာစဆောက်တာကဲအင်္ဂလိပ်တက္ကသိုလ်1388အနော်ထားမင်းစောတော်မသေးသေးဘူးကဲဘယ်လိုလုပ်ကြမလို့ကဲကဘာမှာပထမဦးဆုံးပေါ်တဲ့တက်ကတူဘိုလိုညာ University B နဲ့ပေါင်းတဲ့ BOLGNA ဘိုလိုညာအီတလီနိုင်ငံမှာစဆောက်တာ1388ရှမ်းစစ်သားနာမည်တည်းသေးဘူးကျွန်တော်နိုင်ငံကိုလာဝေးတက်သူဆောက်ဖို့နေတဲ့သားပညာကဥဆောင်မှာတိုင်းပြည်ဥဆောင်မှာပေါ့မိုတိုလေးကောင်းလိုက်တာလိုဂိုလေးလည်းကောင်းပါတယ်စီပီလေးလည်းပါတယ်စောက်လေးလည်းပါတယ်ကြောက်စာလေးနဲ့ဟိုမှာလည်းပါတယ်ဟိုမှာပုံလေးနဲ့ကြောက်စာလေးနဲ့အလင်းအောင်လေးနဲ့စိုးကလေးနဲ့အယုတ်ကလေးတွေပေါ့ဒါတော့ဗာလဲလိုဂိုပေါ့တစ်စိတ်ပေါ့မိုတို MOTT ကိုမော်တိုလို့ထွက်တယ်စောက်ပုတ်ကလေးပညာသမာအာဘာနတ္တိပညာနဲ့တူသောအရာဒီမရှိတက်ကတူတိုင်းမှာမိုတိုရှိတယ်လေစောင်ပုတ်ကျွန်တော်အကြိုက်ဆုံးကတော့ MIT ပဲနော် Massachusetts Information Technology အမေရိကန်နိုင်ငံနည်းပညာတက္ကသိုလ်မိုက်တယ်နော် MIT ဆိုတော့မန်လေးတက္ကသိုလ်ထင်မနေနဲ့ဟုတ်အမေရိကန်နိုင်ငံမှာရှိနေတဲ့ Massachusetts Information Technology MIT ကဘာကျော်တက္ကသိုလ်ကြီးပဲအကြိုက်ဆုံးပဲအဲ့မိုတိုသုံးလုံးနဲ့ HAND hand ANDN MIND mind ပါတယ်လေလက်နဲ့နှလုံးသားတဲ့ဟာတိတ်ကြိုက်သွားတယ်လက်နဲ့နှလုံးသားတဲ့တိုင်းပြည်ကိုတိဆောက်ဖို့ဆိုတာဒါတော့သမီးတို့ဟာလက်လဲပါမှာပေါ့လက်တွေ့ဆောင်ရွက်ဖို့ physics တွေ chemistry တွေတွက်ကြမယ်ချက်ကြမယ်ဖားတွေခွဲမယ်ဘော်ဒန်ဒီတက်ပင်တွေဆက်ကြမယ်မျိုးတွေ genetic engineer တွေဆက်ကြမယ်ကြောက်စာတွေဖတ်ကြလက်ပါမှာပေါ့ hand in mind အမေရိကန်နိုင်ငံတက်တူပဲဆောင်ဖို့နော်လက်နဲ့နှလုံးသားတဲ့တိုင်းပြည်ကိုပြောင်းဖို့ဆိုတာဒါတို့သမီးတို့လက်တွေနဲ့ဒါတို့စိတ်တွေနဲ့အခုပေါင်းမှပြောင်းလို့ရတာမဟုတ်လားလက်တွေလည်းတတ်မှာပါစေနှလုံးသားတွေလည်းတတ်မှာပါစေအဲ့ဒါပညာနဲ့ထိန်းကိုရမှာပါတီဘောမင်းနဲ့စုဖျားလက်ကိုလာဖမ်းပြီးတော့နိုင်ငံကိုသိမ့်ပိုက်မဲ့ခင်မဟုတ်တော့ပါဘူးညံ့တဲ့ကောင်ခံတဲ့ခေတ်ကြီးပါမညံ့ရအောင်တိုင်းပြည်ကိုဆက်လက်ကာကွယ်နိုင်အောင်တနှက်မပါဘဲနဲ့ညံနဲ့သူများနိုင်ငံတွေလိုခွေးနဲ့နမ်းပြီးစောင့်တယ်လို့ပြောပေါ့ဒါကျွန်တော်တင်စားပြောလိုက်တာတနှက်မပါပဲကာထားတာဒါတွေကစနစ်တွေနဲ့အတွေးခေါ်တွေနဲ့ကိုရီကိုမျိုးဘယ်လိုစောင့်ရှောက်မလဲကိုချစ်သူဘယ်လိုစောင့်ရှောက်မလဲကိုအမေကိုအဖေကိုနှမကိုရွာကိုကျောင်းကိုတောင်ကိုတောကိုအစားစာကိုအရက်ကိုပန်းကိုချစ်သူကိုမိသားစုညံပါတယ်သားတို့ညံပါတယ်ဒါနဲ့ထွက်ဆက်လို့မရဘူးမုံရတက်သူကျောင်းသားများနဲ့တကွာဗမာတနိုင်ငံလုံးနှစ်ထောင်ချီကြာခဲ့တယ်ယူပဗေဒမသိကင်မစထရီမသိဖစ်စစ်မသိလက်တော့မရှိတယ်လီဖုန်းမရှိတဲ့ဟိုးရှေးဟောက်ဗမာကြီးတွေဘာမှစာမတက်တဲ့ကောင်ကြီးတွေတော့တော့ဖြစ်ကြအောင်ထိန်းနေခဲ့တဲ့နိုင်ငံကိုကျွန်တော်တို့လက်ထက်ကြမှာကျွန်တော်ပါပြီးတော့ပြည့်ရမယ်ဆိုရင်တရားကြီးရဗျာမဟုတ်ဘူးလားစာမတက်ပေမတက်ဆိုတာနှိမ့်နာမှုပေါ့ဘယင်းတွေကဖစ်စစ်မတက်ဘူးလေကင်မစထရီမတက်ဘူးလေဆရာကိုတက်နိုင်ဘူးရဲ့ကဲဘော်ဒန်မတက်ဘူးဟိတွေဇူးမတက်ဘူးမိလည်းမရှိဘူးအဲ့ဒီလူတွေကတော့ကာထားတယ်ကဲကျွန်တော်တို့လက်ထက်ကြမှာကျွန်တော်တို့တရီနဲ့တော့ကုန်းမကြမင်းနဲ့တပေးပါမယ်ဆိုတော့မဟုတ်သေးဘူးလေဗျာအားလုံးကိုရီကိုမြေကိုချစ်တဲ့စိတ်နဲ့ထပ်ပြီးပါရမမူအောင်စောင့်ရှောက်ကာကွယ်နိုင်ကြပါသည်လို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာတော့ပါမယ်နော်